ဒီဒေသနာတော်လေးကိုမြတ်စွာဘုရားဘာကြောင့်ဟောတော်မူခဲ့တာလဲဆိုတော့ဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီး12ဝါမြောက်မှာဝေရင်စာပြည်ကိုမြတ်စွာဘုရားဒေသစာကြီးကြွချီပါတယ်အဲ့ဒီလိုကြွတော့အဲ့ဒီမှာမြတ်စွာဘုရားအတွက်အရင်သက်ဆောက်ထားတဲ့ကျောင်းတွေပါတွေဆိုတာလည်းရှိတာမဟုတ်ဘူးနလီရုဆိုတဲ့တမာပင်ကြီးရဲ့အောက်မှာမြတ်စွာဘုရားတည်င်းသုံးတယ်မဟာစီစတော်ဘုရားကြီးကတော့အိန္ဒိယပြည်ရဲ့အနောက်ပိုင်းမှာရှိတယ်လို့အဲ့လိုပြောပါတယ်အဲ့ဒီအရက်ဒေသကတမာပင်တွေအများကြီးပေါက်တယ်လို့ဆိုတယ်အဲ့ဒါနောက်ပါလိုက်လာကြတဲ့တန်ဃာတော်ရှင်မြတ်တွေကလည်းအဲ့ဒီတမာပင်တွေရဲ့အောက်မှာအသေးသေးတည်င်းသုံးကြရတာပေါ့နလီရုလို့အမည်ရတဲ့ဘလူးဆောင်တဲ့တမာပင်လို့ဒီလိုဆိုတယ်ကိုဦးဇင်းတို့ဒီခေတ်ဆိုလို့ရှိရင်ဘာအရှင်ကြီးညာအရှင်ကြီးရှိတဲ့အပင်ဆိုတာမျိုးနေမှာပေါ့ဟုတ်လားအဲ့ဒါလိုမြတ်စွာဘုရားဝေဒနာပြည်ကိုနလီရုဆိုတဲ့တမာပင်ကြီးရဲ့အောက်မှာသတင်းသုံးပြီးတော့နေတယ်လို့ဝေဒနာပြည်သူပြည်သားတွေကြားတော့မြတ်စွာဘုရားရဲ့ဂုဏ်သတင်းကလည်းကျူးတင်ပြီးတော့မှုေးနေတာဆိုတော့အားလုံးမြတ်စွာဘုရားကြီးကိုရောက်လာကြတယ်အဲ့ဒီတည်းကထူးထူးခြားခြားပုံနာကြီးတယောက်မြတ်စွာဘုရားကိုထူးခြားတဲ့စကားလျှောက်ပါတယ်အဲ့ဒီပုံနာကိုဦးဇင်းတို့ကျမ်းဂန်တွေကဝေရင်စာပုံနာလို့ဒီလိုပဲနာမည်ပေးထားပါတယ်သူ့အမိဖေမှဲ့ထားတဲ့နာမည်ကတော့ဘာရင်မသိအဲ့ဒီဝေရင်စာပုံနာကြီးကမြတ်စွာဘုရားကိုမြတ်စွာဘုရားစီရောက်တော့ရှိခိုးဥချမြတ်စွာဘုရားနဲ့အလမတလပါနဲ့ပြောပြီးတော့မြတ်စွာဘုရားကိုအာမနာနိုင်မှုဗျာတဲ့တဲ့ကြီးသူကလျှောက်တယ်ရှင်ဘုရားတဲ့တပည့်တော်ကြားမှုတယ်တဲ့ယဟန်ဂေါရမဆိုတဲ့ပုဂ္ဂိုလ်ဟာကိုယ့်ထက်အသက်အားဖြင့်ဝါအားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်တွေကြီးရင်ကြတဲ့ပုဂ္ဂိုလ်တွေအရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့တော့လည်းပဲခရီးဥကြိုဆိုခြင်းနေရာထိုင်ခင်းပေးခြင်းအဲ့ဒါလိုအစရှိတဲ့ရိုသေတမှုပြုလုပ်တာမရှိဘူးလို့တပည့်တော်ကြားဘူးတဲ့အခုကြားဘူးတဲ့အတိုင်းမှန်နေပါလားဒါမသိတော့ပါဘူးတဲ့ကိုယ့်တဲ့အသက်ကြီးတဲ့ပုဂ္ဂိုလ်အရွယ်ကြီးရင်တဲ့ပုဂ္ဂိုလ်တွေကိုတွေ့ရင်အယိုသေးပေးတဲ့နဲ့ခရီးဥကြိုဆိုတဲ့နဲ့နေရာထိုင်ခင်းပေးတဲ့နဲ့မဟုတ်လားတဲ့ကဲမြတ်စွာဘုရားကိုရှေ့ထားပြီးတော့အပြစ်ကိုရှေ့တင်ပြောတာနော်အဲ့ဒီလိုပြောတော့မြတ်စွာဘုရားကတခါကြီးဟောဒီလောကကြီးမှာငါဘုရားကခရီးဥကြိုဆိုရမယ်လူနတ်ပြမငါဘုရားကနေရာထိုင်ခင်းပေးရမယ်အယိုသေးပြုရမယ်လူတလူမှမမြင်ဘူးတကယ်လို့မြန်တစုံတယောက်သောပုဂ္ဂိုလ်ကိုငါဘုရားကအယုသေးပေးခဲ့မယ်နေရာထိုင်ခင်းပေးခဲ့မယ်ခရီးဥကြိုဆိုမိမယ်ဆိုရင်အဲ့ဒီတတ္တဝါအုတ်ခေါင်းတော်လေးပြက်ကြရ၏မြတ်စွာဘုရားရဲ့အမြဲတမ်းကြီးမားတဲ့ဂုဏ်တွေကြောင့်အယုသေးပေးခံရတဲ့တတ္တဝါဘာတဲ့တော့ခေါင်းတော်မှလည်းပြက်ကြရ၏အဲ့ဒီလိုပြောတော့ဘုန်းသားကြီးကနည်းနည်းပူပြီးတော့စိတ်တူရင်တူမှာပေါ့ကြွားတယ်လို့လည်းထင်ရင်ထင်မှာပေါ့ဒါဥစဉ်စဉ်းစားမိတာပြောပြတာအဲ့ဒီတော့ဘာဆက်ပြီးတော့ပြောလို့သူစိတ်တူသွားပုံရတယ်အဲ့ဒါနဲ့ရဟန်းဂေါတမတဲ့သင်ဟာအရသာကင်းတဲ့လူပဲတဲ့သင်တဲ့စကားပြောတာဘာအရသာမှမရှိဘူးဒီတော့မြတ်စွာဘုရားကဘာပြန်ပြောတယ်ဆိုတော့ပုံနာကြီးတဲ့ငါ့ကိုသင်ကအရသာကင်းတယ်လို့ပြောတယ်နော်အဲ့ဒါကိုအကြောင်းပရိယေတမျိုးအဖြစ်ငါ့ကိုအရသာကင်းတဲ့လူလို့ပြောမယ်ဆိုရင်ပြောလို့ရတယ်တဲ့ဘာကြောင့်လဲဆိုတော့ကာမဂုဏ်ရဲ့အရသာခံစားခြင်းကင်းတဲ့အတွက်ကြောင့်ငါ့ကိုအရသာကင်းတဲ့လူလို့ပြောမယ်ဆိုရင်ပြောလို့ရတယ်ဒါပေမဲ့သင်ဆိုလိုတဲ့အဓိပ္ပာယ်မျိုးနဲ့တော့ငါ့ကိုပြောလို့မရဘူးအဲ့ဒီမှာဘုန်းသားကြီးကမြတ်စွာဘုရားကိုစကလုံး10မျိုးလောက်သုံးပြီးတော့ထိုးနှက်တယ်အဲ့ဒီတည်းကဦးဇင်းတို့ပြောစရာကောင်းတာလေးကဘာလဲဆိုရဟန်းဂေါတမတဲ့သင်ဟာဖြည့်ဆည်းတတ်တဲ့လူပဲအဲ့ဒီလိုပြောတော့မြတ်စွာဘုရားကဘုန်းသားကြီးငါ့ကိုဖြည့်ဆည်းတတ်တဲ့လူလို့ပြောမယ်ဆိုလို့ရှိရင်အကြောင်းပရိယေတစ်မျိုးအဖြစ်ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ငါဟာຢာကကိုဖြည့်ဆည်းပြီးပြီဆွလန်းမှုပေါ့နော်။ငါဟာဒေါသကိုဖြည့်ဆည်းပြီးပြီငါဟာမောဟကိုဖြည့်ဆည်းပြီးပြီ။ဒါကြောင့်ငါ့ကိုဖြည့်ဆည်းတတ်သူလို့ပြောမယ်ဆိုရင်ပြောလို့ရတယ်။ဒါပေမဲ့သင်ဆိုလိုတဲ့ဖြည့်ဆည်းရေးသမားကြီးတော့ငါမဟုတ်ဘူး။ရဟန်းဂေါတမတဲ့သင်ဟာပူပန်စေတတ်တဲ့သူမှန်နေတဲ့ငါ့ကိုအကြောင်းပရိယေတစ်မျိုးအဖြစ်သင်ပြောမယ်ဆိုပြောလို့ရတယ်ငါဟာမကောင်းမှုတရားတွေຢာကဒေါသမောဟတွေကိုပူလောင်စေတတ်တဲ့သူဒါကြောင့်ငါ့ကိုပူလောင်စေတဲ့သူလို့ပြောမယ်ဆိုပြောလို့ရတယ်ဒါပေမဲ့သင်ဆိုလိုတဲ့အဓိပ္ပာယ်မျိုးနဲ့တော့ငါ့ကိုပြောလို့မရဘူးယဟန်ဂေါတမသင်ဟာနတ်ပြည်ကိုမရောက်ထိုက်တဲ့သူ
ဟာဒါလည်းမှန်တာပဲအကြောင်းပရိယေတမျိုးနဲ့ပြောမယ်ဆိုရင်မှန်တယ်ငါဟာနတ်ပြည်တွေမကဘူးနောက်ဘယ်ဘဝမှာထပ်ဖြစ်เสียအကြောင်းမရှိတော့ပုဏ္ဏဘဝတဖန်ထပ်ပြီးတော့ဖြစ်เสียမရှိတော့ဒါကြောင့်သင်ပြောမယ်ဆိုတဲ့အဲ့ဒီပြောတဲ့စကားဟာအကြောင်းပရိယေတမျိုးနဲ့ပြောမယ်ဆိုရင်ပြောလို့ရတယ်ဒါပေမဲ့သင်ရှုပ်ချပြောလို့တဲ့အဓိပ္ပာယ်မျိုးနဲ့ရှုပ်ချတယ်ရတော့ငါမှဘာမှမရှိအဲ့ဒီလိုပြောပြီးတော့မြတ်စွာဘုရားကဘုရားကြီးတဲ့သင်ကိုငါမေးမယ်တဲ့ကျမတကောင်ကကြက်ဥရှိဥကိုဥ10ဥဖြစ်စီဥထားတယ်ဆိုကြပါစို့တဲ့အဲ့ဒီကြက်ဥပုံကြီးပေါ်ကိုအဲ့ဒီကျမကတက်ပြီးတော့ဝတ်ကြက်ဥကလေးတွေအကောင်ပေါက်လာအောင်လို့ဝတ်တာလေအဲ့ဒီလိုဝတ်တဲ့အခါမှာသူ့ဘိုင်းနဲ့အနီးဆုံးနေရာကကြက်ဥကအပူဓာတ်တွေကိုများများရပြီးတော့ထဲကကြက်ကလေးကနှုတ်သေးတို့ခြေထောက်တို့နဲ့ထိုးဖောက်ပြီးတော့ဥကုံကိုထိုးဖောက်ပြီးတော့ထွက်ပြီးတော့လာတယ်ဟုတ်လားအဲ့ဒါသင်စဉ်းစားကြည့်အဲ့ဒါလို့ရှစ်ဥကိုဥသောကြက်ဥတွေထဲကအရင်ဆုံးဥကုံကိုထိုးဖောက်ပြီးတော့ထွက်လာနိုင်တဲ့ကြက်ကိုငယ်တယ်လို့ပြောမလားကြီးတယ်လို့ပြောမလားတဲ့ရဟန်းတော်မှာအဲ့ဒါအရင်ဦးဆုံးဥကုံကိုထိုးဖောက်ပြီးတော့ထွက်လာနိုင်တဲ့ကြက်ပေါက်စားတွေကဒါအကြီးဆုံးပဲသူဘယ်အချိန်ကအမိပိုက်ထဲကထွက်ဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကိုသူကအသက်ကြီးတဲ့လူတွေကိုအယုသေးမပြုတ်လို့သူကမကြည်မတတ်ဖြစ်နေတာဟုတ်ဒါကြောင့်မြတ်စွာဘုရားကအကြီးအငယ်ဆိုတာဘာလဲလို့ထင်ရှားအောင်ပြောပြတာကြက်ဥတွေကအရင်ဆုံးထွက်လာနိုင်တဲ့ကြက်ဟာအကြီးပဲအဲ့ဒီလိုပဲတဲ့ငါဘုရားဟာလည်းပဲတတ္တဝါတို့ရဲ့ဥက္ခွန်တပွဲဖြစ်တဲ့အဝိဇ္ဇာဒီဟုသောဥက္ခွန်မတိမှုမောဟဒီဟုသောအဝိဇ္ဇာဥက္ခွန်အဲ့ဒီဥက္ခွန်ကိုငါဘုရားဟောဒီလောကကြီးမှာအရင်ဆုံးထိုးဖောက်ပြီးတော့ဖြည့်ဆည်းပြီးတော့ထွက်လာတာဒါကြောင့်ဟောဒီလောကကြီးမှာငါအကြီးဆုံးဥပမာနဲ့ပြောတော့ညင်းနိုင်နေလားမညင်းနိုင်ဘူးအဲ့ဒီမှာမြတ်စွာဘုရားကအကျေတဝန်ဟောပါတယ်ဘောဓိဝေနဲ့ရွှေပလင်မှာလေဟောငါပထမဉာဏ်ဥယမပုဝ္ဝေနိဝါဒနုတ္တိဉာဏ်ကိုရတယ်အဲ့ဒါပထမအဆင့်ဥက္ကုံကိုငါထိုးဖောက်တယ်သံဃောယမငါဒေဝစကုဉာဏ်ကိုရတယ်အဲ့ဒါဒုတိယအကျင့်ငါဥက္ကုံကိုထိုးဖောက်တယ်မိုးတောက်ယံမှာငါအတဝက္ခယဉာဏ်ကိုရပြီးတော့ဘုရားစင်စစ်ဖြစ်တယ်အဲ့ဒီမှာငါအဝိဇ္ဇာဥက္ကုံကိုလုံးဝဖောက်ဖျက်ပြီးတော့ပြစ်လိုက်တယ်တဲ့ဒါကြောင့်ငါဟာလောကမှာအကြီးဆုံးအဲ့ဒီလိုပြောလိုက်တော့အဲ့ဒီဘုရားကြီးကမြတ်စွာဘုရားကိုသဘောတည်းကြပြီးတော့တော်တော်ကြီးညိုသွားတယ်ကြီးညိုသွားတဲ့အတွက်ကြောင့်အရှင်ဘုရားတပည့်တော်တို့ရဲ့ဝေဒင်္သာပြည်ကိုအမိပြုပြီးတော့တရင်သုံးပါဗျာတပည့်တော်အရှင်ဘုရားတရင်သုံးမယ်ဆိုရင်သူတော်ကောင်းတရားတွေကျင့်သုံးခြင်းပါရဲ့အဲ့ဒီလိုပြင့်တော့မြတ်စွာဘုရားကသီးခံပြီးတော့လက်ခံအဲ့ဒါကြောင်းနေပါလေဆောက်ပေးတယ်လို့ဒီလိုမရှိဘူးအဲ့ဒီဓမ္မပင်ကြီးအောက်မှာပဲတရင်သုံးရတယ်အဲ့ဒီလိုမြတ်စွာဘုရားဝေဒင်္သာပြည်ကိုအမိပြုပြီးတော့နေတော့မာနကလှည့်စားတဲ့ဝေဒင်္သာပြည်သူပြည်သားတွေအကုန်လုံးကိုမြတ်စွာဘုရားကိုလုံးဝအမှတ်မရအောင်လှည့်စားထားတာတယောက်မှဆွန်းတစုံလေးတောင်လောင်းဖို့မရဘူးဒါမြတ်စွာဘုရားရဲ့ဝေကျွေးတစ်ခုပါဝေဘတ်တော်တွေကတစ်ခုပေါ့နော်အဲ့ဒါကိုဦးဇင်းတို့အကျေမပြောတော့ပါဘူးအဲ့ဒီလိုလှည့်စားတဲ့အတွက်ကြောင့်ပုံနာကြီးကလည်းသူပင်တုံးကပင့်ပြီးတော့မြတ်စွာဘုရားကိုမေ့နေရောအဲ့ဒီမှာမြတ်စွာဘုရားနဲ့တန်ဃာတော်တွေဘာကိုအမိပြုပြီးတော့အာဟာရကိစ္စပြီးကြရတယ်လဲဆိုတော့မြင်းကုံတယ်တွေ900လောက်ရှိတယ်အဲ့ဒီမှာလာပြီးတော့သူတို့မိုးခိုကြရင်လည်းပြန်လို့လည်းမရရှေ့ဆက်လို့လည်းမရဖြစ်နေတာအဲ့ဒါသူတို့မြင်းတွေကိုကျွေးဖို့အတွက်မရောဆံပြုတ်ပြီးတော့အချောက်နှမ်းထားတာရှိတယ်အဲ့ဒါတွေကိုသူတို့ပါတယ်ယူလာတာအဲ့ဒါတွေကိုတန်ဃာတော်ရှင်မြတ်တွေနဲ့မြတ်စွာဘုရားကိုကတ်တာအဲ့ဒါတွေကိုရင်းနဲ့နှုတ်ပြီးတော့စုံနေတဲ့ထက်ထောင်းပြီးတော့ယဟန်တော်တွေဒီလိုဖုံးပြီးကြတာမြတ်စွာဘုရားကိုတော့နတ်တွေကနတ်သုဒ္ဓါတွေလည်းထည့်တယ်လို့ဆိုတယ်ပြီးတော့ရှင်အာနန္ဒကထောပတ်တွေဘာတွေရိုးမှွေပြီးတော့ဒီလိုကတ်ရတယ်လို့ဆိုတယ်မြတ်စွာဘုရားရဲ့ဝတ်ကြွေးပေါ့နော်အဲ့ဒီလိုရှားရှားပါပါတဝါတွင်လုံးမြတ်စွာဘုရားဝေဒင်္သာပြည်မှာတကယ့်ကိုပဲအပင်ပန်းခံပြီးတော့အခုခေတ်စကားနဲ့ပြောမယ်ဆိုရင်တော့သာသနာပြုခဲ့ရတယ်ဟုတ်လားအဲ့ဒီလိုနဲ့ဝါကျွတ်တဲ့အခါမြတ်စွာဘုရားသာဝတိပြည်ကိုပြန်ကြွဇေတဝန်ကျောင်းတော်ကိုရောက်သာဝတိပြည်သူပြည်သားတွေကဟာဘုရားမှုရှိတဲ့သံဃာတော်တွေပြန်ကြွလာပြီဆိုတကယ်ကိုပဲလူလီသေးမရှိမြတ်စွာဘုရားကိုကျူးကျူးကြလှုပ်ကြွေးကြလက်လာပါတွေကလည်းပဲတခါပုံထက်ပြီးအကြီးအကျယ်ပေါ်များပေါ့နိ
အဲ့ဒီလိုပေါ်များလာတော့ထူးခြားတာကဘာလဲဆိုတော့စားကျွင်းစား900ယဟန်တို့တွေစားပြီးကြံတာကိုကပ်ပြီးတော့စားရတဲ့စားကျွင်းစား900အဲ့ဒီစားကျွင်းစား900ကပျော်လွန်းလို့လက်ပန်းပေါင်းတွေခတ်လက်ဝဲတွေတယောက်နဲ့တယောက်ထိုးကြတိတ်ကြအော်ကြဟစ်ကြလက်တကူတွေမှုတ်ကြအဲ့ဒါတို့အိမ်ဒီမရတဲ့ပေါ်လွင်တဲ့လျှက်ပေါ်လော်လီတဲ့ကိစ္စတွေတန်ဃာတော်တွေကလည်းမြင်တယ်မြတ်စွာဘုရားလည်းသိတယ်အဲ့ဒီမှာမြတ်စွာဘုရားကိုတန်ဃာတော်တွေကအဲ့ဒီအကြောင်းကိုလျှောက်တယ်ဝေဒင်္ဇာပြည်မှာတော့ကဟောဒီဆွမ်းခြင်းစားခြင်းစွာ900ယဟန်တော်တွေနောက်မှာသူတို့ပါလာပဲအဲ့ဒီတော့ကရှီမန်းကိုမသိဘူးကုတ်ပြီးတကယ်ကိုဆင်းရဲတဲ့အခြေအနေကြီးစိတ်တွေလည်းညစ်နေမှာပေါ့ဟုတ်လားအခုအစာအာဟာရပေါ်ပြီဆိုတော့သူတို့မှဒီလိုလျှက်ပေါ်လို့ဒီပေါ်လင်ထင်ရှားတဲ့သိတာတဲ့အမူအရာတွေတွေ့ရတယ်ဆိုတော့မြတ်စွာဘုရားကအဲ့ဒီမှာယခုနကဒကာကြီးဒကာမကြီးများကိုဦးဇင်းတို့ရွတ်ပြတဲ့ဂါထာလေးကိုဟောတာနော်သဗ္ဗဒါဝိသပ္ပုရိသသသန္တိနကာမကာမလပယန္တိတန္တောဒုက္ခိနာဗုဒ္ဓဒါဝဒုက္ခိနာနာဥစ္စာဝဇာပန္တိတာတတယန္တိသဗ္ဗုရိသသူတော်ကောင်းတို့မြည်ဒီကသဗ္ဗဒါအလုံးစုံသောအရာတို့၌ဝေရှင်စေဧကအဖြင့်စဇန္တိတဏှာယာကဆန္ဒကိုလိုလားမမိုးခြင်းဆိုတဲ့တဏှာဆန္ဒကိုစွန့်ကြကုန်၏တန်တော်သူတော်ကောင်းတို့သည်ကာမကာမကာမကိုရှာမိကြကုန်၏ဖြစ်၍နလပယန္တိမြတ်ဆိုတော်မမူကြကုန်ပဏိတာအကြောင်းကျိုးမြင်သည့်ပညာရှိတို့သည်ဒုက္ခိနာချမ်းသာပြတ်တာဝါထုမတပါဒုက္ခိနာဆင်းရဲဖြင့်ဖုံထုတ်ပြီးတွေ့တရားပါတော်လေဥစ္စာဝဇံကြီးကြီးငယ်ငယ်ကဲ့ရဲ့ွယ်ကိုနတတယန္တိပြတော်မမူကြကုန်အဲ့ဒီလိုမြတ်စွာဘုရားကပညာရှိသူတော်ကောင်းဆိုတာနဲ့ပဲတွေ့တွေ့ကောင်းတာနဲ့ပဲတွေ့တွေ့ကြီးကြီးငယ်ငယ်ကဲ့ရဲ့ွယ်ကိုဝါအနှိမ့်အမြင့်သဘောကိုသူများသိအောင်မပြဘူးဆိုပြီးတော့ဦးဇင်းတို့ဝါလောတကဇတ်ဆိုပြီးဇတ်တော်လေးဟောပါသေးတယ်အဲ့ဒါကိုအချင်းချုပ်လေးပြောပြအဲ့ဒီစားခြင်းသား900ဟာတခုသောဘဝတုန်းကရှင်မင်းကြီးကမွေးထားတဲ့အမှုကိစ္စကျုံးလာရင်စစ်ပွဲတွေကျုံးလာရင်အသုံးချဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့မွေးထားတဲ့အာဇာနည်မြင်း900ရှိအဲ့ဒီအာဇာနည်မြင်း900ရဲ့အစာအာဟာရတွေကိုတည်ဖို့ပို့ဖို့ဝေယဝိဆတွေလုပ်ဖို့ဆိုပြီးတော့မြင်း900ကိုလည်းမွေးထားတယ်အဲ့ဒါဘုရင်ကြီးကအဲ့ဒီအာဇာနည်မြင်း900တောက်ဖို့ဆိုပြီးတော့ဦးဇင်းတို့မုဒ္ဒရက်သီးလို့အဲ့ဒါလိုစာထဲကတော့ပါတယ်အဲ့ဒီမုဒ္ဒရက်သီးကိုအရင်ညှစ်ပြီးတော့အင်မတန်ကောင်းတဲ့အဲ့ဒီအရေးကိုအဲ့ဒီအာဇာနည်မြင်းတွေကိုတိုက်တယ်အရင်ညှစ်ပြီးတော့ကြံတဲ့ဘာအနှစ်မှမရှိတော့တဲ့အဖတ်တွေမုဒ္ဒရက်အဖတ်တွေပေါ့နော်အဲ့ဒါကိုရေနဲ့ရောပြီးတော့ဦးဇင်းတို့ဂုံဒီအိတ်ဆုပ်ပေါ်ဒီခေတ်လို့ပြောမယ်ဆိုရင်ရှေးတုန်းကတော့ပတ်စံလျှော်ချီနဲ့ရက်ထားတဲ့အဝတ်ကြမ်းပေါ့အဲ့ဒါနဲ့အဲ့ဒီအဖတ်တွေနဲ့ရေတွေနဲ့ရောထားတာကိုစစ်ပြီးတော့အဲ့ဒီအာဇာနည်မြင်းတွေတောက်လို့အသုံးမကျလို့ပိုတဲ့အရေးကြီးအဲ့ဒီအရေးကြီးတွေကိုကြတော့မြီးတွေကိုတိုက်တယ်တဲ့အင်မတန်အနှစ်ရှိတဲ့အရေးတွေကိုတောက်ရတယ်အာဇာနည်မြင်းတွေကတော့ငြိမ်ပြီးတော့ဘာတုံလုံးမှမရှိဘူးကိုယ့်နေရာကိုငြိမ်ကြီးချင်းချင်းပဲနေတယ်အိမ်တွေသိရတယ်ဘာအနှစ်မှမရှိတော့တဲ့အကာအဖတ်တွေအရေးပြောပြီးတော့အဝတ်ကျင်းနဲ့စစ်ပြီးတော့တိုက်တဲ့ဝါလောတကအဲ့ဒီအရေးတွေကိုတောက်ရတဲ့မြီးတွေကတော့အဲ့ဒါကိုတောက်ရတိုင်းခုံပေါက်ပြီးတော့မြူးနေတာပဲဟုတ်လားမျိုးရိုးစာတိကွာသွားတာနော်အဲ့ဒါလေးကိုဦးဇင်းတို့ဥပမာအနေနဲ့ထားပြီးတော့အခုဦးဇင်းတို့လောကီစည်းစိမ်ဆိုတာတွေဟာအရိယာသူတော်ကောင်းကြီးတွေကဒုက္ခသစ္စာလို့သိပြီးတော့မလိုခြင်းလို့စွန့်သွားတဲ့အရာတွေပဲဗျဟုတ်လားဒါတွေကိုဦးဇင်းတို့ပုထုဇဉ်တွေကညံနေတဲ့ပုံကိုယ်တွေကဒါတွေရရင်ရသလောက်ရရင်မြူးပြီးတော့ပြောနေတာဘာတွေနဲ့တူနေတာမြီးတွေနဲ့တူနေတာဟုတ်လားဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်တွေကလာပါတယ်ဗျာဦးဇင်းတို့ဟိုကပိနာမင်းကြီးတို့မြတ်စွာဘုရားရဲ့တရင်စကားကိုဗိမိသာရမင်းကြီးကပြောတော့မြတ်စွာဘုရားကိုအကြောင်းပြုပြီးတော့အမိပြုပြီးတော့ယဟန်ပြုမယ်ဆိုပြီးတော့အမှန်900ချင်းချင်းပြီးတော့ထွက်မသွားဘူးလားမြင်းနေနဲ့ထွက်သွားတာလေ
ထွက်သွားပြီးတော့အနောသာဒေဝီကိုမှာခဲ့တယ်မို့လားမင်းဒီနန်းစည်းစိမ်ကိုသိမ့်ပိုက်ပြီးတော့အုပ်ချုပ်ရည်လေငါကတော့မြတ်စွာဘုရားကြီးသွားပြီပေါ့ဒီတော့အနောသာဒေဝီကဘာပြောလဲအဲ့ဒီလိုလွှဲအပ်တဲ့စာကိုပို့လာတဲ့အမတ်ကိုဘာပြောလဲမင်းကြီးထွေးသွားတဲ့တတွေးဘောက်ကိုငါကခရွင်းဖြင့်ခံရမှာလားတဲ့ပြောတာမကောင်းဘူးလားကောင်းတယ်နော်အဲ့ဒီတတွေးဘောက်ကိုငါခရွင်းနဲ့မခံနိုင်ဘူးတဲ့ဂိုင်းအမတ်ကတော်တွေမင်းတို့ဘယ်လိုသဘောရှိလဲငါလိုက်မယ်မြတ်စွာဘုရားကြီးကိုလိုက်မယ်သူလည်းပဲမလုပ်သွားတာလေစွန့်သွားတာဟုတ်လားထားတော့ဒါစကားဆက်ပြီလို့ပြောတာနော်အဲ့ဒီမှာဝါလောဒကဇက်ကိုမြတ်စွာဘုရားကအဲ့ဒီမီး900ဟာအခုစားကျွန်းစား900လာဖြစ်တာပဲတဲ့ညံနေတဲ့ပုဂ္ဂိုလ်အစင်တန်းနှိမ့်တဲ့ပုဂ္ဂိုလ်တွေဟာကောင်းတာနဲ့တွေ့ရင်မထိန်နိုင်လူဘဝမှာအစင်တန်းဘယ်လိုသတ်မှတ်ကြတာလဲတော့ဦးဇင်းတို့ပြည့်စုံမသိဘူးဗျာဟုတ်လားလူဘဝတော့ပိုင်ဆိုင်မှုများရင်အစင်တန်းမြင့်တယ်လို့သတ်မှတ်တာထင်ပါရဲ့ဟုတ်လားတခါကြီးဒီမှာမြတ်စွာဘုရားသတ်မှတ်တာကတော့အဲ့ဒါလိုပဲနော်အစင်တန်းနှိမ့်တဲ့ပုဂ္ဂိုလ်တွေဟာဆိုတာနဲ့တွေ့လေတုံလို့တယ်ကောင်းတာနဲ့တွေ့လေတုံလို့တာပဲအစင်တန်းမြင့်တဲ့တတ္တဝါကြတော့ဆိုတာနဲ့တွေ့လေမတုံလို့ဘူးကောင်းတာနဲ့တွေ့လေမတုံလို့ဘူးယဟန္တာတွေလိုစိတ်แท้ထိမတုံလို့တာမျိုးတော့မဟုတ်ဘူးပေါ့ပုထုဇဉ်ဆိုတော့ပုထုဇဉ်တို့ရဲ့မလှုပ်ချင်းတော့ပေါ့ဗျာဟုတ်လားဒါပေမဲ့လူသိရှင်ကြားဖြစ်အောင်ဥစ္စာဝဆံကြီးကြီးငယ်ငယ်ကဲ့ရဲ့ဘွယ်ကိုနတ္တယံတိမပြဘူးသူများမြင်ရင်အမြင်ကက်စေတာအဲ့ဒါမျိုးတွေလုတ်ပြပါမလားမပြဘူးဒါကြောင့်ဦးဇင်းတို့တက္ကကြီးဒီကမာကြီးများသာသနာတော်နဲ့တွေ့တဲ့အခါမှာအင်မတန်တည်ငြိမ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးထူထောင်ခဲ့တဲ့ဒီသာသနာတော်ကြီးနဲ့တွေ့တဲ့အခါမှာဘုရားယဟန္တာအရိယာသူတော်ကောင်းကြီးတို့ရဲ့မူကိုအကျင့်လိုက်ပြီးတော့ဆိုတာနဲ့ပဲတွေ့ကောင်းတာနဲ့ပဲတွေ့သူတော်ဘာအမြင်ကက်စေရသူတစ်ပါးဝမ်းသာစေရဆိုတာနဲ့တွေ့လို့ညှိုးငယ်နေရင်သူတစ်ပါးကဝမ်းသာမယ်လေမုန်းတဲ့လူတွေကဟုတ်လားအဲ့ဒါလို့သူတစ်ပါးကဲ့ရဲ့ရှုံချစေရအမှုအရာမျိုးပြသင့်ပါသလားမပြသင့်ဘူးဒါကြောင့်ဦးဇင်းကဒီတရားဟာလူတိုင်းနဲ့သက်ဆိုင်တဲ့တရားလို့ပြောခဲ့တာနော်အေးဦးဇင်းတို့ဆက်ပြီးတော့ပြောနေတာကပညာရှိသူတော်ကောင်းဉာဏ်ကြီးကြတဲ့ပုဂ္ဂိုလ်တွေဟာဆိုတာနဲ့တွေ့လေပဲနှိမ့်ချမသွားအောင်ရုပ်ညက်မသွားအောင်တနည်းအားဖြင့်မြင့်မြတ်လာအောင်ကြိုးစားတော်မူနိုင်ကြကောင်းတာနဲ့တွေ့လည်းပဲကောင်းတဲ့ထက်ကောင်းအောင်ဒီအကောင်းနဲ့ပို့ပြီးတော့အစစ်မြင့်တဲ့အကောင်းတစ်ခုကိုရအောင်ဉာဏ်တပွဲသဘောထားပြီးတော့ကြိုးစားတော်မူနိုင်ကြအတူယူစရာလေးတွေကိုဆက်ပြီးတော့ပြောပြဟုတ်လားဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကသာဝတိပြည်ကြီးကိုအစိုးရတာကဘုရင်ကောသလဟုတ်လားအဲ့ဒီကောသလဘုရင်ကြီးကညံနေတယ်လေညံနေတော့တနေ့ကျတော့သူ့ဘုံမှာအင်မတန်ကျေးဇူးများတဲ့အင်မတန်လည်းပဲထက်မြက်တဲ့အမတ်တယောက်ကိုသူကဆုတွေလက်တွေပေးတယ်ပြီးတော့ဘေးကအမတ်တွေကအဲ့ဒီအမတ်ကိုမနာလို့တဲ့အခါကျတော့ဘုရင်ကြီးကိုဂုံကြောတယ်ဒီအမတ်ကဘလို့စွာလားဘလို့ဖြစ်တာဘုရင်ကြီးမကြိုက်အောင်ပြောတယ်ပြောပါများတော့ဘုရင်ကြီးကနားယောင်ပြီးတော့တစ်ချိန်တုန်းကသူပဲကျေးဇူးများတယ်ဆိုပြီးတော့ဆုလက်တွေပေးခဲ့တယ်အဲ့ဒီအမတ်ကိုနှောင်သွင်းအကျဉ်းချဘေးကဂုံစကားတွေကိုယုံပြီးတော့အဲ့ဒီမှာအဲ့ဒီအမတ်ကဘာအပြစ်မှမရှိပါပဲနဲ့အချုပ်ခန်းထဲမှာနေရတာနေရတော့သူကညံကြီးတယ်မြတ်စွာဘုရားကိုလည်းကြည်ညိုတယ်အဲ့တော့သူဘလို့စဉ်းစားတော့ဆိုတိုင်းလောကကြီးထဲမှာလောကရန်တရားကတော့တွေ့ပြီရှောင်လို့မရကွင်းလို့မရခရီးသွားရင်ခလုတ်တော့တိုက်မှာပဲဟုတ်လားအဲ့ဒီလိုသဘောထားပြီးတော့ဒီအခြေအနေတွေကနေကောင်းတာကိုငါရအောင်လုပ်မယ်ငါမှဒီချိန်မှာစီးပွားရေးလည်းရှားကြရမလို့ဘူးဘယ်သူနဲ့မှလည်းစကားပြောကြရမလို့ဘူးဘယ်သူကမှလည်းငါလာတွေ့တာမဟုတ်ဘူးအေးအဲ့ဒီတော့ဒီအခြေအနေဟာငါရဲ့ဆုံးရှုံးတဲ့ဆင်းရဲတဲ့အခြေအနေမဟုတ်ဘူးကောင်းတာကိုရဖို့အတွက်ဖန်တီးထားတဲ့အခွင့်အရေးလို့သူကအဲ့လိုသဘောပေါက်တာဉာဏ်နဲ့တဲ့ပုဂ္ဂိုလ်တွေဆိုရင်တော့ဝန်းနေနေပြီးတော့ဓမ္မမို့စိတ်တွေတိုးပြီးတော့နေမှာပေါ့ဟုတ်လားအဲ့ဒါသူကအခွင့်အရေးလို့သဘောထားပြီးတော့မြတ်စွာဘုရားရဲ့တရားတော်ဟာမှန်လိုက်တာခန္ဓာဝန်ထားရတာအင်မတန်ပင်မမှလားအဲ့ဒါလို့တရားသဘောတွေစဉ်းစားပြီးတော့ဘာဝနာတရားတွေကြိုးစားတာအဲ့ဒီစိတ်ငြိမ်ရာအချုပ်ခန်းထဲမှာအဲ့ဒါသောတပတ္တိမဉ္ဇဉ်ပူဉ္ဇဉ်ကိုရတယ်
အပြင်မဲ့မှနေရင်တော့မြန်မြန်ရခြင်းမှရမှာနော်သူအမှုကိစ္စတွေရှုပ်နေတာနဲ့မလောကီကိစ္စတွေရှုပ်နေတာနဲ့အခုတော့သူအချုပ်ခန်းထဲမှာဘာကိုရတယ်သောတပတ္တိမဉ္ဇဉ်ကိုရတယ်ခုနဘဝပြီးရင်ပြိဋိဘံဆန်းရမယ်သူတော်စင်ဖြစ်တယ်အဲ့ဒီတရားရဲ့တကူကြောင့်လားဘာလားတော့မသိဘူးဗျာဘယင်ကြီးကခဏနေတော့ဩဒီအမတ်ငါလုံးမိတာမှားတယ်သူ့ရဲ့ကျေးဇူးတွေသူ့ရဲ့အစွမ်းတွေကိုပြန်ပြီးတော့မြင်အောင်ကြားအောင်ဖြစ်ပြီးတော့ဘယင်ကြီးကအဲ့ဒီအမတ်ကိုလွတ်စေအချုပ်ခန်းထဲကနေပြန်ပြီးတော့လွတ်တယ်အဲ့ဒီမှာအဲ့ဒီအမတ်ကရေမိုးချိုးပြီးတော့ဝန်တာလုံးလို့ကျေးဇူးတင်လုံးလို့ဘုဇုကိုယ်တော်ဆိုတော့မြတ်စွာဘုရားကိုမြတ်စွာဘုရားကြောင့်ငါတရားသူတရားမြတ်ကိုရပြီးတော့တန်တရားရဲ့အဆုံးကိုပြုရတော့မယ်ဒုက္ခရဲ့နှက်ခမ်းကိုငါတတ်နိုင်တော့မယ်အဲ့ဒါဘုရားကိုကျေးဇူးတင်လို့သွားရှောက်အဲ့ဒါမြတ်စွာဘုရားဒီရောက်တော့မြတ်စွာဘုရားကတခါကြီးမမြင်တာကြပြီဘယ်နဲ့တော့အကျိုးမဲ့တွေဖြစ်ခဲ့သလားဘုရားဆိုတော့သိတာပေါ့ဗျာအဲ့ဒီအမတ်ကမှန်လားပါဗျာဘုရားပြီးတော့အကျိုးမဲ့တွေဖြစ်ခဲ့တယ်ဗျာဒါပေမဲ့အဲ့ဒီအကျိုးမဲ့တွေကနေအကျိုးရှိကိုတပည့်တော်ရအောင်ရှာမိနိုင်ခဲ့တယ်ဒီစကားလေးကိုတရားဓမ္မတို့နားထဲမှာဆွဲသိခြင်းနေဗျာအကျိုးမဲ့တွေကနေအကျိုးရှိကိုရအောင်သူဖန်တီးနိုင်ခဲ့တယ်အကျိုးမဲ့ဆိုတာလူတိုင်းတွေ့ရမှာနော်ရှောင်လို့ဖြစ်ပါမလားအေးတကွေးမတွေ့တကွေးတွေ့ကြရမှာပဲဒုက္ခဆိုတာဆိုရတဲ့လောကဓာတ်ဆိုတာရှောင်လို့မရဘူးဗျာဟုတ်လားအေးအဲ့ဒီလိုသူကလျှောက်တော့မြတ်စွာဘုရားကတကားတော့သင်သည်သာလေအကျိုးမဲ့တွေကအကျိုးရှိတွေဖြစ်အောင်ဖန်တီးနိုင်တာမဟုတ်ရှင်းတော့ကပညာရှိတွေလည်းပဲအကျိုးမဲ့တွေကနေအကျိုးရှိကိုရအောင်ဖန်တီးနိုင်အဆိုးတွေကနေအမျက်ထွက်အောင်ဖန်တီးနိုင်အဲ့ဒီမှာဦးဇင်းတို့မြတ်စွာဘုရားကတ္တဇတ်ဆိုတာဟောတယ်နော်အဲ့ဒါလေးကိုလည်းပဲဦးဇင်းတို့အကျဉ်းမြင့်မဲ့ပြောမယ်နော်တရားဓမ္မတို့ကဉာဏ်ရှိပါလေကိုဉာဏ်နဲ့ကိုချဲ့ထွင်ပြီးတော့စဉ်းစားရမယ်ဟုတ်လားအဲ့ဒီကတ္တဇတ်မှာဦးဇင်းတို့ဘုရားတော်ကြီးကကတ္တမင်းဆိုပြီးတော့ရှင်မင်းတစ်ပါးဖြစ်တယ်အကျဉ်းမြင့်မဲ့ပြောမယ်ဗျာအဲ့ဒီမှာအမတ်တယောက်ကတော်တော်ဆိုးတယ်ဆိုးလို့ဘုရားတော်ကသိတဲ့အတွက်ကြောင့်အဲ့ဒီအမတ်ကိုသေတံလောက်စီပေးเสียကောင်းတာသို့တော့ဘုရားတော်ကကရုဏာကြီးတယ်လို့ဆိုတော့ဂိုင်းမင်းတော်တော်ဆိုးတဲ့လူအဲ့ဒီတော့မင်းငါတိုင်းပြည်ထဲမှာမနေနဲ့ဆိုပြီးတော့ပြည်နှင်တံပေးလိုက်တာအဲ့ဒီအမတ်ကကောက်ကျစ်တယ်ဘုရားလုံးကပြည်နှင်တံပေးလိုက်တော့ဘယ်ရောက်သွားတော့ဆိုတော့ဗာရဏသီပြည်ကိုဆိုရတဲ့ဒင်္ဂမင်းကြီးကိုရောက်သွားပြီးတော့အဲ့ဒီမင်းကြီးကိုသွားပြီးတော့ခန်းစားကတ္တမင်းရဲ့လျှို့ဝှက်ချက်တွေအဲ့ဒီသာဝတိတိုင်းပြည်ရဲ့လျှို့ဝှက်ချက်တွေကိုသူအကုန်သိနေတယ်ဒါကိုဘုဘယင်ကလည်းမြင်တဲ့အတွက်ကြောင့်အသုံးချလို့တစုံတရာရနိုင်ကောင်းရဲ့ဆိုပြီးသူဒီမှာလက်ခံထားတယ်အဲ့ဒီမှာကတ္တမင်းကိုဒင်္ဂမင်းကိုပြောတယ်ဘုရားတော်ကတ္တမင်းဟာအင်မတန်နူးညံ့တဲ့သိမ်မွေ့တကယ်လို့သွားပြီးတော့စစ်ခင်းမယ်ဆိုလို့ရှိရင်သူတို့အပြောဆိုရင်တော့ပြုတ်ညံ့တဲ့သဘောပေါ့နော်ဘုရားတော်ကတော့နူးညံ့သိမ်မွေ့တာပါအဲ့တော့သွားပြီးတော့စစ်တိုက်ပြီးတော့အဲ့ဒီတိုင်းပြည်ကိုယူလေသူလျှို့ဝှက်ချက်တွေအကုန်လုံးပြောပြအေးဟုတ်ပြီဆိုတော့စစ်တပ်ကြီးချီလာအဲ့ဒီမှာအတွင်းလူယုံပါတဲ့အတွက်ကြောင့်အဲ့ဒီဘုရားလောင်းရဲ့တိုင်းပြည်ဟာလွယ်လွယ်နဲ့ဆုံးရှုံးသွားတယ်ကြာရှုံးသွားတယ်အဲ့ဒီမှာဘုရားလောင်းရဲ့အတိုင်းဝိုင်းတွေအကုန်လုံးဖမ်းချုပ်ထောင်တဲ့ထက်ဘုရားလောင်းကိုလည်းပဲတန်ချီချင်းခတ်ပြီးတော့နှောင်အိမ်ထဲမှာထည့်ထားတာကတ္တမင်းဘုရားလောင်းဟာနှောင်အိမ်ထဲရောက်သွားတော့ဘုရားလောင်းကစောတော်တုန်းကအမတ်လို့တိုင်းပြည်ရေးရာတွေဘာမှလည်းစီမံစရာမလိုတော့ဒါအင်မတန်အေးချမ်းတဲ့အခြေအနေတည်းရလို့ပြောမယ်ဆိုရင်လည်းပြောလို့ရတယ်ဟုတ်လားဒါကဉာဏ်ကြီးမှမြင်နိုင်တဲ့သဘောကိုအာတာမဉာဏ်နဲ့စဉ်းစားမယ်ဆိုတော့သားတွေမယားတွေလည်းတကွေးပြားနဲ့ဘယ်ချိန်လာတတ်မယ်လည်းမသိတော်တော်ကြောက်စရာစိတ်ဆင်းရဲစရာကောင်းတဲ့အခြေအနေမျက်ရည်နဲ့မျက်ခွက်မပြတ်ရမယ့်အခြေအနေမျိုးမဟုတ်လားတာမန်ဆိုလို့ရှိရင်လေအဲ့ဒါဘုရားလောင်းကတော့အဲ့လောက်ဆိုးနေတဲ့အခြေအနေတွေကနေပြီးတော့အင်မတန်ကောင်းတဲ့အခြေအနေတစ်ခုကိုရအောင်ဖန်တီးဘာလို့တုံးဆိုတော့ကတိုင်းပရိကံကိုစီးပြန်ကတိုင်းဆိုတာကဦးဇင်းတို့ရှေ့ကအယောင်တစ်ခုကိုကြည့်ပြီးတော့စီးပြန်မယ်ဆိုရင်စီးပြန်လို့ရတာမျိုးကိုဗျနော်ဒါတွေကိုအကျေပြောရင်တရားရှိလျားသွားလိမ့်မယ်ဗျအဲ့ဒီကတိုင်းပရိကံကိုစီးပြန်ပြီးတော့အင်မတန်မြင့်မြတ်တဲ့စိတ်အင်မတန်ရှင်းတဲ့စိတ်ရှိတဲ့အတွက်ကြောင့်မြန်မြန်ဆန်ဆန်ပဲဇံပင်ကြီးကိုရတယ်
ရပြီးတော့ကောင်းကင်မှာထဝက်ခွက်ကိုထိုင်နိုင်တယ်နော်အဲ့ဒီလိုဘုရားလောင်းကအင်မတန်တည်ငြိမ်အေးချမ်းတဲ့စိတ်အခြေအနေရှိနေတော့အဲ့ဒီစိတ်တွေရဲ့တကိုးအစွမ်းတတ္တိကြောင့်ဒင်္ဂမင်းရဲ့တကိုးလုံးဟာပူလောင်လာတယ်မနေနိုင်မထိုင်နိုင်ဖြစ်လာတယ်အဲ့ဒါနဲ့ဘာဖြစ်လဲမသိဘူးဆိုပြီးတော့ချုပ်ခန်းလေးကိုလှည့်ပြီးတော့စစ်ဆေးနေကျန်တဲ့လူတွေအကုန်လုံးကတော့မိုးယူပြီးတော့မသားမယာမျက်နှာနဲ့ကြောက်လန့်ထိတ်လန့်တုန်လှုပ်ပြီးတော့နေတာဘုရားလောင်းစီရောက်တော့ဘုရားလောင်းရဲ့မျက်နှာကပွင့်သစ္စာဗြဟ္မာကြပန်းလို့ကြည်လင်းပြီးတော့ကြည်စရာကောင်းနေတာအဲ့ဒီမှာအံ့ဩတယ်ဒင်္ဂမင်းကငိုကြွေးပြီးတော့စိုးရိမ်မှုတောကတွေနဲ့နှပန်းလုံးနေရမယ့်အချိန်သင်ရဲ့မျက်နှာကသိပ်ပြီးတော့ကြည်လင်မှလားဘာကြောင့်လဲမနေနိုင်ဘူးမေးတယ်နော်အဲ့ဒီမှာဘုရားတော်ကဂါထာ၄ဂါထာနဲ့ရှင်းပြတယ်သူဘာကြောင့်မျက်နှာတွေကြည်လင်းနေတယ်လေဆိုတာလေးအဲ့ဒါဦးဇင်းတို့၃ဂါထာလောက်ရှင်းပြမယ်ဗျာဒါလေးကဘဝမှာအခက်အခဲတွေနဲ့တွေ့နေတဲ့ပုံကိုယ်တွေအကယ်၍များပါခဲ့မယ်ဆိုရင်နောက်တစ်ချိန်မှာအခက်အခဲဆိုတာလူတိုင်းမလွဲမသွေတွေ့ကြရမှာပါတကယ်ကတော့ဟုတ်လားဥခြင်းတရားတွေနာခြင်းတရားတွေသိခြင်းတရားတွေရှေ့ကနေပြီးတော့စီးကြုံမနေဘူးလားရှောင်လွှဲနိုင်တရားလမ်းရှိလားအဲ့ဒီအခြေအနေမျိုးမှာဘာကိုအားကိုးကြမလဲဆိုတဲ့စိတ်ဓာတ်နဲ့နားထောင်စေခြင်းပဲအဲ့ဒီမှာဘုရားတော်ကစပြီးတော့ပြောတယ်နဗတိတာဟရောသောကောနာနာဂတဒုက္ခဝဟောတတမတေငါနာသောသာမိနတ္တိသောကိဒုတိယတာဒင်္ဂဩဒင်္ဂဆိုတဲ့ဘယမင်းမြတ်သောကောဆိုရင်ချင်းဆိုတဲ့သောကတရားသည်နဗတိတာဟရောလွန်လေပြီးသောချမ်းသာကိုဆောင်ခြင်း၍လည်းမပေးနိုင်ဘူးနာနာဂတဒုက္ခဝဟောလာလတန်သောမရသေးသောချမ်းသာစီစဉ်တို့ကိုရအောင်လည်းပဲဆောင်ခြင်းလို့မပေးနိုင်ဘူးတသမထို့ကြောင့်အာငါသည်နာသောစာမိမစိုးရိမ်ပါ၏စိုးရိမ်ခြင်းဆိုတဲ့တောကတရားဟာပြီးပြီးသားချမ်းသာတွေကိုသဲလာနိုင်တဲ့အစွမ်းမရှိပါဘူးဟုတ်လားနာနာဂတဒုက္ခဝဟောလာလတန်သောချမ်းသာမဖြစ်သေးတဲ့ချမ်းသာတွေရအောင်လည်းဆောင်ခြင်းပေးနိုင်တဲ့အစွမ်းလည်းမရှိပါဘူးရပြီးသားချမ်းသာမရသေးသောချမ်းသာနှစ်မျိုးသောချမ်းသာတစ်မျိုးကိုမှစိုးရိမ်ခြင်းဟာမပေးနိုင်ဘူးဆိုလိုတာကစိုးရိမ်နေလို့ဘာချမ်းသာမှမရဘာအကျိုးမှမရှိပူလောင်တာပဲရှိတက်တက်မဲ့ကိုနှိမ့်ဆက်နေတာပဲတကယ်ကဟုတ်လားအဲ့ဒီစိုးရိမ်ခြင်းကြောင့်ပြဿနာဟာပူပြီးတော့မပြေလည်တဲ့အပြင်ပူပြီးတော့တောင်ရှုပ်ထွေးသွားတတ်တယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကစိုးရိမ်ခြင်းဟာတဲ့လွန်လီပြီးသောချမ်းသာကိုမဆောင်ဘူးလာလတန်သောချမ်းသာကိုမဆောင်ဘူးနောက်သူပြောတာလေးကအင်မတန်သဘောကျတယ်ကောင်းတယ်သောကိစိုးရိမ်ခြင်းဆိုတဲ့သောကတရား၌ဒုတိယတာပေါင်းဖော်အပ်သည်အဖြစ်သည်နတ္တိမရှိပါပေစိုးရိမ်ခြင်းမှာဘာပေါင်းသင်းစရာအချက်မှမရှိဘူးဆိုလိုတာကစိုးရိမ်ခြင်းနဲ့အတူတူနေစရာအကြောင်းဘာမှမရှိဘူးလူမိုက်နဲ့အတူတူနေစရာအကြောင်းမရှိဘူးဆိုတဲ့စကားကြားလို့တယ်မဟုတ်လားလူမိုက်နဲ့အတူတူနေရင်အကျိုးမဲ့တွေပဲဖြစ်ပြီးတော့ဆင်းရဲစရာတွေပဲကြုံပြီးတော့ဒုက္ခတွေပဲများတော့မှာဒါကြောင့်လူမိုက်မှာပေါင်းစရာသင်းစရာအချက်အကြောင်းပြချက်ဘာမှပေးစရာမလိုလူမိုက်ဆိုရင်လုံးဝမပေါင်းတဲ့ဘာကြောင့်ပေါင်းသင်းတဲ့မှာလဲဟာစီးပွားရေးကြောင့်မှလူမှုရေးကြောင့်မှအကြောင်းမပြနဲ့လူမိုက်မှာပေါင်းစရာအကြောင်းဘာမှမရှိအကြောင်းပြပြီးတော့ပေါင်းတယ်ဆိုရင်အဲ့ဒါကိုလည်းလူမိုက်လို့ဟုတ်လားအဲ့ဒီစကလုံးလေးလိုပဲစိုးရိမ်ခြင်းဆိုတဲ့တောကမှာပေါင်းသင်းစရာဘာအကြောင်းပြချက်မှမရှိစိုးရိမ်ခြင်းနဲ့ပေါင်းရလို့ဘာကောင်းကျိုးမှမရှိဘူးဒါကြောင့်သူ့ကိုအဖော်မလုပ်သင့်ပါဘူးတဲ့ဒုတိယတာဒုတိယအဖော်ကိုပြောတာနော်ပထမကကိုပေါ့ဒုတိယကနောက်တစ်ယောက်ပေါ့ဟုတ်လားအဲ့ဒီသဘောမျိုးတင်စားပြီးတော့ပြောတာဒါလေးကိုစဉ်းစားသိခြင်းနဲ့နော်စိုးရိမ်ခြင်းဆိုတာပြီးပြီးသားချမ်းသာကိုလည်းမပေးဘူးမရသေးတဲ့ချမ်းသာကိုလည်းမပေးဘူးဒါကြောင့်ငါမစိုးရိမ်ဘူးစိုးရိမ်ခြင်းဆိုတဲ့တရားမှာအပေါင်းဖော်လို့ရှိရင်အကြောင်းပြချက်ဘာမှမရှိဘူးအဲ့ဒီလိုပြောပြီးတော့ဒုတိယဂါထာဆက်ပြောသောဇံပန္တုကိသောဟောတိဗတ္တေသတ္တနာရုစတိအမိတာသုမနာဟွန်တိတမ္မဝိဒတရုပတောသောဇံစိုးရိမ်နေသောပုဂ္ဂိုလ်သည်ကိသောကြုံလီသည်ဟောတိဖြစ်၏ပန္တုဖြော့တော်သည်ဟောတိဖြစ်၏
စိုးရိမ်နေတဲ့ပုဂ္ဂိုလ်ဟာတဖြည်းဖြည်းနဲ့ပိန်သွားတယ်ကြည့်လို့မကောင်းတော့ဘူးအကျိုးတွေပြိုင်ပြိုင်ထလာပြီးတော့စိုးရိမ်နေတဲ့သောကရုပ်ရည်ဟာမြင်ရင်သိတာလေကောင်းလားအဲ့ဒီရုပ်ရည်မျိုးရခြင်းလားရခြင်းပါဗျာသောဇံစိုးရိမ်နေသောပုဂ္ဂိုလ်သည်ပန္တုဖြောတော်သည်ဟောသည်ဖြစ်၏ကိသောကြုံလီသည်ဟောသည်ဖြစ်၏ဗတ္တေသာအစာကိုလည်းပဲအတ္တထိုစိုးရိမ်နေသောပုဂ္ဂိုလ်သည်နရုစတိမနှစ်သက်ပါပြီစိုးရိမ်မှုသောကတွေဝင်နေပြီဆိုရင်အစာအာဟာရကိုလည်းမတောင်းတတော့ကျမ်းမာကြီးတွေဖောက်ပြန်ပြီးတော့ဒုက္ခရောက်တော့မယ်တပူပေါ်တပူရှင်းတော့ဟုတ်လားဒါကြောင့်စိုးရိမ်ရတာဘာအကျိုးရှိဘာမှအကျိုးမရှိဘူးတန်လာဝိတ္တတာစိုးရိမ်ခြင်းဒီဟုသောမြားညောင်စုဝင်နေသည်ဖြစ်ရရုပ်ပတော်ဖောက်ပြန်နေသောပုဂ္ဂိုလ်သည်ဖောက်ပြန်နေသောပုဂ္ဂိုလ်အားစိုးရိမ်နေတာကိုမြားတံတစ်ချောင်းနဲ့ဥပမာပေးတာမြားတဲ့ချောင်းနဲ့သားသမင်တစ်ကောင်ကိုပြစ်လိုက်မယ်ဆိုရင်အဲ့ဒီသားသမင်ဟာလူလှိမ့်ပြီးတော့ဆင်းရဲဒုက္ခမခံရဘူးလားကောင်းကောင်းရက်တည်နိုင်သေးလားမရက်တည်နိုင်တော့အဲ့ဒီလိုပဲစိုးရင်ခြင်းဆိုတာမြားညောင်တစ်ချောင်းလို့တန်လာဝိတ္တသာစိုးရင်ခြင်းဒီဟူသောမြားစုဝင်အပ်သည်ဖြစ်၍ရုပ်ပတော်ဖောက်ပြန်တုံလို့ရနေသောတတဝါအားအမိတ္တယံသူတို့သည်သူမနာဝန္တာကြကုန်သည်ဟွန်တိဖြစ်ကုန်၏ကိုကစိုးရင်ကြီးနေနှိမ့်ဆက်ပြီးတော့စိတ်တွေမသက်မသာဖြစ်နေကိုကိုမုန်းတဲ့သူတွေကဗါတဲ့တော့ဝမ်းသာမယ်တဲ့အဲ့ဒါလိုလေးတွေတွေးပြီးတော့စိုးရင်တရားတွေကနေလွတ်အောင်မယုံတဲ့မူလားယုံတဲ့နေနှကာရာရှိသွားပြီနော်နောက်ပါဆက်ပြီးတော့ပြောတော့တရားရဲ့စွမ်းအင်ကလေးသူဆက်ပြောတယ်ယတထာနာလမိကောဝသဗ္ဗကာမရတဟရောသဗ္ဗပိပထဝီတတ္တနာဒုက္ခအဝဟိတတိတင်ကဆိုတဲ့အိုမင်းမြတ်ယတအကျင့်ပုဂ္ဂိုလ်ရဲ့တန်တမ်းမှာယတအကျင့်ပုဂ္ဂိုလ်အားအထာအကျိုးစီးပွားကိုလိုလား၍နေကြကုန်သောမေတ္တာရှိကြကုန်သောမိတ်ဆွေအပေါင်းအသင်းတို့သည်အဋ္ဌိတန်တိအများကြီးပင်ရှိကြပါပေကုန်၏ကိုယ့်ရဲ့အကျိုးစီးပွားတွေကိုလိုလားတဲ့ကိုယ့်ကိုမေတ္တာရှိတဲ့လူတိုင်းမှာထိုက်တဲ့လောက်တော့မရှိကြဘူးလားရှိတယ်နော်ဧကောဝဘယ်လိုပင်များလို့နေသေးကမူအဲ့ဒီပုဂ္ဂိုလ်တွေကတယောက်သောပုဂ္ဂိုလ်တော်မှလဲသဗ္ဗကာမရတဟရောအလုံးစုံသောချမ်းသာကိုဆောင်ကျင်း၍ပေးခြင်းကနအလံစွမ်းနိုင်ကြသည်မဟုတ်ဆိုလိုတာကကိုယ့်ပေါ်မေတ္တာရှိတဲ့မိတ်ဆွေအပေါင်းတဲ့ဆွေမျိုးသားချင်းတွေဘလို့ပဲရှိချမ်းသာတဲ့ချမ်းသာမှန်ကိုပေးနိုင်တဲ့လူအဲ့ဒီလူတွေကတယောက်မှမပါဘူးတဲ့အဲ့ဒါလိုတောင်ပြောတယ်ဟင်ဒကမာကြီးတွေလွန်လွန်းတယ်လို့မြန်ထင်လားကိုကိုချစ်တဲ့လူတွေဘလောက်ရှိတဲ့ကိုကိုမြတ်နိုးတဲ့မိတ်ဆွေပေါင်းတဲ့တွေဘလောက်ရှိတကယ်ချမ်းသာတဲ့ချမ်းသာမှန်ကိုပေးနိုင်တဲ့လူအဲ့ဒီအပေါင်းအသင်းတွေထဲမှာတယောက်မှမရှိဘူးဧကောဝတယောက်မှလည်းပဲချမ်းသာဒုက္ခကိုပေးခြင်းကနအလံမစွမ်းနိုင်ဘူးနောက်သူကဘလောက်ထိပြောတုံဆိုတော့သဗ္ဗပိအလုံးစုံလည်းဖြစ်ကုန်သောပထဝီမြေပြင်တော်မှလေဟောဒီမြေပြင်ကြီးအကုန်လုံးကိုရသည်အောင်တော့ဟောဒီမြေပြင်ကြီးတစ်ခုလုံးကဒုက္ခချမ်းသာစေချမ်းသာမှန်ကိုနအဝဟိတတိမပေးနိုင်လက်တံလောကကြီးတစ်ခုလုံးကိုရအောင်တော့မှချမ်းသာကိုတော့အဲ့ဒီလောကကြီးကမပေးနိုင်ကိုကျင့်သုံးထားတဲ့တရားကပဲကိုကိုပေးမယ်ကိုရဲ့အသိဉာဏ်ကပဲကိုကိုချမ်းသာစေမှာအင်မတန်ပေါ်လွင်ထင်ရှားတယ်လို့ထင်ပါတယ်နော်အဲ့ဒါသူကပတ်သက်မှုတွေပိုင်ဆိုင်မှုတွေရဲ့အရေးမပါပုံကိုတင်ပြနေတယ်လို့ဦးဇင်းတို့ကခံစားရတယ်ဟုတ်လားမိတ်ဆွေအပေါင်းအသင်းတွေအများကြီးတွေကတယောက်မှချမ်းသာစိတ်ကိုမပေးနိုင်ပိုင်ဆိုင်မှုတွေဘလောက်ပဲများမြေကြီးတစ်ခုလုံးကိုပဲပိုင်စေကားမယ်ကဘာကြီးတစ်ခုလုံးကိုပဲပိုင်စေကားမယ်ချမ်းသာဒုက္ခကိုမပေးနိုင်ဘူးဟုတ်လားအဲ့ဒီလိုပြောတော့တင်္ကာမင်းကဟာဒါတကယ်သူတော်ကောင်းမယ်သူလည်းသိတာပေါ့ဟိုအမတ်ကအကြံဉာဏ်ပေးလို့လုပ်ရတာအဲ့ဒါအာနန္ဒအလောင်းလေဟာငါသူတော်ကောင်းကိုပြမမိပြီမင်းကြီးတဲ့ကျွန်တော်မျိုးကြီးမှားသွားပြီအကြောင်းမသိလို့ဒီလိုနှိပ်စက်မိအဲ့တော့ရှင်မင်းကြီးရဲ့တိုင်းပြည်ကိုရှင်မင်းကြီးကိုပြန်အပ်ပါတယ်ဆိုပြီးတော့ဘုရားလောင်းရဲ့တိုင်းပြည်ကိုဘုရားလောင်းကိုပြန်အပ်တယ်ရှ िख ိုးဝချတောင်းပန်တယ်အဲ့ဒီလိုပြန်အပ်တော့ဘုရားလောင်းကပျော်ပျော်ကြီးထီးနှံစည်းတွေကိုပြန်သိမ့်ပိုက်တယ်လို့ထင်ပါသလားသူနားလေသွားပြီအဲ့ဒီပိုင်ဆိုင်မှုတွေကပေးတဲ့ဒုက္ခကိုလည်းသူသိသွားပြီအဲ့ဒီပိုင်ဆိုင်မှုတွေကလွတ်အောင်ယုံပြီးတော့ရရှိလာတဲ့ချမ်းသာဒုက္ခကိုလည်းသူသိသွားပြီဟုတ်လားသိသွားတော့ဘာလို့လို့ဆိုတော့အဲ့တိုင်းပြည်စည်းစိမ်
အမတ်တွေကိုအပ်လိုက်တယ်နော်အပ်ပြီးတော့သူကတော့ဟိမန္တာထွက်ပြီးတော့ဒီဇံချမ်းသာနဲ့ပဲနေတော့တာဘယ်အရာရဲ့တန်ဖိုးကဘလောက်ဘယ်အရာရဲ့တန်ဖိုးကဘလောက်လို့သူနားလည်သွားတာနော်တခါကြီးဒီမှာကြီးများဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကယခုနကအချုပ်ခန်းထဲမှာသောတာပန်ဖြစ်တဲ့ကောသလဘုရင်ကြီးရဲ့အမတ်ကိုတကားတော့သင်္သာလျင်အကျိုးမဲ့တွေကအကျိုးရှိကိုလုံနိုင်သေးတာမဟုတ်ဘူးရှင်းသူတော်ကောင်းတွေလည်းပဲအကျိုးမဲ့တွေကနေအကျိုးရှိကိုရအောင်လုပ်ခဲ့ဆိုပြီးတော့အဲ့ဒီကတ္တဇက်ကိုဟောတယ်ဒီတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေဘဝမှာဆိုရတဲ့လောကရန်ဘဝဘဝကမိမိတို့ပြုခဲ့တဲ့ကံအားကြောင့်၎င်းသို့မဟုတ်မိမိတို့ရဲ့ဒီဘဝမှာအပေါင်းအသင်းမှားလို့တော်၎င်းမိမိတို့ရဲ့အတိတ်ကတော့၎င်းပြစ္ဆုတ်ပံတော်၎င်းညံ့ဖျင်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ဆိုးရတဲ့လောကရန်တွေဆိုတာတနေ့မဟုတ်တနေ့တွေ့ရမှာနော်အဲ့ဒီလိုအဆိုးတွေနဲ့တွေ့တဲ့အခါမှာဒီလိုဒေသနာတော်တွေကိုနှလုံးသွင်းပြီးတော့အဆိုးတွေကနေပြီးတော့မြင့်မြတ်မှုကိုရအောင်ယူနိုင်ရမယ်လို့နှလုံးမသွင်းဘူးနှလုံးမသွင်းတဲ့ဘူးလားသွင်းတဲ့နေခုဒီမှာသူတော်ကောင်းကြီးတွေကဆိုးသည်ဖြစ်စီအဲ့ဒီအဆိုးတွေကနေအကောင်းကိုရအောင်ယူသွားတာဟုတ်လားဒါကြောင့်တရားကောင်းစဉ်ကိုဦးဇင်းတို့ကဘယ်လိုတက်ထားလဲဆိုးသည်ဖြစ်စီကောင်းသည်ဖြစ်စီကောင်းသည်ဖြစ်စီကိုဆက်ပြီးတော့ပြောဦးမယ်ဟုတ်လားကောင်းတာနဲ့တွေ့လည်းပဲပညာရှိသူတော်ကောင်းကြီးတွေဒီအကောင်းကိုဝေဖန်စီစစ်တဲ့သဘောရှိဒါတကယ်အကောင်းလားကြိုက်လို့ကောင်းနေတဲ့အကောင်းလားဟောအကောင်းကနှစ်မျိုးရှိတယ်ဗျပင်ကိုယ်ကတကယ်ကိုကောင်းနေလို့ကောင်းတဲ့အကောင်းရှိပင်ကိုယ်ကမကောင်းမှာပဲနဲ့ကိုယ့်ဟာကိုယ်ကြိုက်လို့အကောင်းထင်လို့ကောင်းနေတဲ့အကောင်းရှိတေချာနားထောင်နော်ပင်ကိုယ်ကောင်းတဲ့အကောင်းရှိတယ်ကိုယ်ကြိုက်လို့ကောင်းတဲ့အကောင်းရှိဆိုကြပါစို့ခွေးသေးကောင်ဘုတ်တို့မစင်တို့ဆိုတာတွေဟာလေလင်းတာတို့ဝက်တို့အတွက်ကတော့ကောင်းနေလို့ပြောလို့မရဘူးလားဒါပေမဲ့အဲ့ဒါတကယ်ကောင်းလားတကယ်ကောင်းမို့သူတို့ကြိုက်လို့ကောင်းတာလေဟုတ်တယ်မို့လားဒီအဲ့ဒါလိုပဲအခုတရားဓမ္မတို့ဦးရှင်တို့ဒီယူပါယုံတတ္တယုံခန္ဓာယုံဓာတ်ယုံစာလို့ပြောရရင်အာယုံ၅ပါးကာမဂုဏ်တရားပေါ့နော်ပညာရှိသူတော်ကောင်းကြီးတွေကကောင်းတာလေးကနည်းနည်းဒါတွေကိုအကြောင်းပြုပြီးတော့ဒုက္ခတွေကများများဒါကြောင့်သူဒီမကောင်းဘူးလို့အဆက်ဆက်ကသူတော်ကောင်းကြီးတွေကဒီလိုပြောသွားတာတကယ်အကောင်းမဟုတ်ဘူးဒါပေမဲ့တရားဓမ္မတို့ဦးရှင်တို့တွေကဒါဒီပေါ်မှာမမောတဲ့တဏှာလောဘတွေမကင်းနိုင်သေးတော့တကယ်မကောင်းတဲ့တရားတွေကိုပဲကိုယ့်ရဲ့တဏှာလောဘကအယောင်ဆိုးပြီးကောင်းတယ်လို့လုပ်ပြလိုက်တယ်ဒါကြောင့်တဏှာကိုမြတ်စွာဘုရားကနန္ဒီရာဂသဟကတာတတရတတရဘိနန္တိနီသူကြိုက်တဲ့အယောင်ဆိုးတတ်တယ်တဲ့တဏှာဆိုတာသူစိတ်ထင်ရင်ကိုထင်ကြရင်ရွှေနှန်းဆိုတာအဲ့ဒါပဲပင်ကိုကဘလို့နေသူကကြိုက်ရင်ကောင်းနေတာဟုတ်လားဒါကြောင့်ပညာရှိသူတော်ကောင်းတွေဆိုတာအကောင်းနဲ့တွေ့တယ်ဒီအကောင်းဟာတကယ်ကောင်းလားကြိုက်ကောင်းလားလို့သူစီစစ်တယ်ဟုတ်လားဒါတစ်ချက်နော်အဲ့ဒီကောင်းပါတယ်ဆိုတဲ့တရားတွေဘယ်လိုသဘောရှိတယ်လဲလို့သူတို့ရဲ့သဘာဝကိုလည်းစူးစမ်းနေလေ့လာပြီးတော့တကယ်အကောင်းဟုတ်မဟုတ်အဖြေထုတ်တယ်အဲ့ဒါသူတော်ကောင်းတို့ရဲ့သဘောပဲပညာရှိတို့ရဲ့သဘောပဲဒါလေးနဲ့ပတ်သက်ပြီးတော့အကောင်းတွေဟာတကယ်ကောင်းဟုတ်ရဲ့လားလို့စီစစ်ပြီးတော့အကောင်းတွေကနေရုံးထွက်သွားတဲ့တာရကတွေအများကြီးရှိတယ်ဗျဦးဇင်းတို့ခေါင်းထဲမှာပြောစီတာဒါပေမဲ့ဦးဇင်းတို့အတူတူကလေးလူတိုင်းလည်းသိမယ်ထင်တာလေးကိုပဲပြောစရာကောင်းတယ်ထင်လို့ပြောပါဦးမယ်ကောင်းသည်ဖြစ်စီကောင်းတာတွေကနေထွက်သွားနိုင်တယ်ဦးဇင်းတို့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးသာရိပုတ္တမကြီးရဲ့သားဟုတ်သာရိပုတ္တရာလို့ဒီလိုနာမည်ထင်ရှားတဲ့မထေရမြတ်ကြီး89ဂရီသောဥစ္စာပစ္စည်းကိုဆွန့်လွတ်ပြီးတော့မြတ်စွာဘုရားရဲ့လက်ရတော်ရန်ဆိုပြီးတော့မဖြစ်ဘူးလားဖြစ်တယ်အဲ့ဒီမှာသာလာတိတုပသာလာဥပသာလာဆိုတဲ့ညီမ၃ယောက်ကိုလည်းပဲဘိက္ခုနီမပြုစီပြီးတော့ယဟန္တာဖြစ်စေရှင်မြတ်ကြီးကနော်ပြီးတော့ညီတော်ဖြစ်တဲ့စုံဒရဲ့ဥပသေနရဲ့ယဟန်ပြုပြီးတော့ယဟန္တာဖြစ်သွားတာညီငယ်လေးတယောက်ပဲကြံရစ်တယ်ရေဝတ္တအဲ့ဒါသာရိပုတ္တမကြီးကစဉ်းစားတယ်ကြည်စမ်းငါသားကြီးဥပတိတ်တဂေါရမရဲ့တပည့်ခံပြီးတော့ငါရဲ့သားတွေသမီးတွေအကုန်လုံးငါရင်ခွင်ကနေဆွတ်ထုတ်သွားတာအခုငါမှရေဝတ္တဆိုတဲ့သားလေးတယောက်ပဲကျန်တော့ဒါလေးကိုလည်းတကယ်လို့များလားခေါ်သွားလို့ရှိရင်ငါရင်ကျိုးရချင်ရဲ့
ဒါလေးသာသနာပေါင်းရောက်သွားလို့ရှိငါရှိတဲ့ဒီ89ကလေးသောဥစ္စာပစ္စည်းတွေဘယ်သူကအမွေခံပါလဲမဖြစ်ချေဘူးရေဝဒကိုအကောင်းဆုံးအနှောင်အဖွဲ့နဲ့အခိုင်ဆုံးအနှောင်အဖွဲ့နဲ့ငါနှောင်ဖွဲ့မှဖြစ်မယ်အဲရေဝဒလေးကငယ်ငယ်လေးရှိသေးတာဗျာစာလေးကတော့9နှစ်သားလေးလို့ပြောတယ်အဲ့ဒီငယ်ငယ်လေးကိုအိမ်အောင်ချပေးတာစောစောစီစီကြိုတင်စစ်ဆက်ပြီးတော့ပေးထားတာနော်အဲ့ဒါနဲ့သူတို့နဲ့အဆင့်တူပစ္စည်းတူစီးစိမ်တူအမျိုးတူတဲ့အိမ်ကသူ့လိုအရွယ်လေးကလေးမလေးချိုးချိုးလေးနဲ့အဲ့ဒါသွားပြီးတော့လက်ထပ်ပေးတာလက်ထပ်ပြီးတော့မောင်ရီဝရကအဲ့ဒီအမျိုးသမီးလေးနဲ့မိတွေဖတွေကိုကြောရတာပေါ့သူတို့သားသူတို့သမီးပေါ့ကြံ့ကြံ့ဖာမှနော်တာရီပုံလေးမကြီးကဟုတ်လားအဲ့ဒီလိုအမိတွေအဖတွေကိုကြောတဲ့အခါကျတော့ဘေးကစုပေးတဲ့ပုံနှဖြူပုံနှညူတွေမြန်ဖြစ်မလားတော့မသိဘူးပေါ့အဲ့ဒီစုပေးတဲ့ပုံကိုယ်တွေကဘာစုပေးတော့ဆိုတော့ဒီလိုကြောရတဲ့အတွက်ကြောင့်ဟောဒီအမျိုးသမီးလေးဟောဒီသူတို့သမီးလေးဟာသူ့ရဲ့အဖွားလို့အသက်120ရှည်ပြီးတော့သူ့ရဲ့အဖွားလို့ကြီးကျယ်တဲ့ဉာဏ်တွေကိုရပြီးတော့ကြီးကျယ်တဲ့စည်းစိမ်တွေကိုခံစားရပါစေဒီစုကိုပေးတာဟုတ်လားမျိုးသမီးလေးကိုအသက်120ရှိတဲ့အဖွားလို့စည်းစိမ်တွေခံစားပြီးတော့အသိဉာဏ်တွေကြီးပြီးတော့ချမ်းသာပါစေအဲ့ဒါမောင်ရီဝရကဘာပြောလို့အဲ့ဒီအမျိုးသမီးသူတို့သမီးလေးရဲ့အဖွားလို့ဖြစ်ပါစေအဲ့ဒီအဖွားကဘယ်မှာတော့အဲ့ဒီမှာအဲ့ဒီရီဝရကိုအဲ့ဒီအသက်120ရှိတဲ့အဖွားကြီးကိုပြတဲ့အခါကျတော့ရီဝရကကြည့်ပါရီနာရီတော့စပင်းတွေကလည်းတစ်ကောင်းလုံးဖြူသွားတွေကလည်းတစ်ချောင်းမှမရှိပါးတွေကလည်းခြိုက်ဝင်ပြီးတုံတုံခိုက်ခိုက်နဲ့ကိုင်းသောခါရှိတဲ့အသက်120ရှိတဲ့အဲ့ဒီအဖွားကိုမြင်တော့ရီဝရကမေးတယ်တဲ့ဒီသူတို့သမီးလေးကဒီလိုကြီးဖြစ်မှာလားလို့မေးတယ်တဲ့ကလေးဆိုတော့မေးမှာပေါ့ဗျအဲ့ဒီတော့ဘေးကလူတွေကဟုတ်တယ်ဒီသူတို့သမီးလေးကဒီလိုကြီးဖြစ်မှာရှင်းရှင်းလေးတော့တရားဆိုတာရှင်းရှင်းလေးတော့ဟုတ်လားဒီကမကြီးလေးဒါလေးကနေဒီလိုကြီးဖြစ်သွားတာပဲအခုမျက်စိရှိတင်ဖြစ်သွားတာပဲအဲ့ဒါတရားဓမ္မတို့ဦးဇင်းတို့ကညံတုံးလုံးလို့ဒါကြီးတွေကိုအကောင်းထင်နေကြတာဟုတ်ဗျခုမှမေးနေပြီနော်ဒါလေးကဒီလိုကြီးဖြစ်မှာလားတဲ့ဟုတ်တယ်အဲ့လိုဖြစ်မှာတော်တော်ကိုစိတ်ပြက်သွားတယ်တော်တော်စိတ်ပြက်သွားတယ်သိလားအဲ့ဒါနဲ့အဲ့ဒီနာနဲ့သူတဏိဋ္ဌံချတယ်ဒီလိုကြီးဖြစ်မဲ့ဒီလိုဟာလေးကိုငါမလိုချင်တော့ဘူးဒါဥစဉ်ကနားလည်အောင်ပြောတာနော်ဒီလိုကြီးဖြစ်သွားမဲ့အရာဒီလိုလေးငါမလိုချင်တော့ဘူးဒါဉာဏ်ကြီးလို့ပဲဗျဟုတ်လားအဲ့ဒါနဲ့သူဆုံးဖြတ်ချက်ချတယ်ကြည်စံတဲ့ငါနောင်တော်ကြီးဒီလိုတွေဖြစ်မှာတွေကိုမြင်လို့ဓာတွေကိုရှောင်ပြီးတော့ထွက်သွားတာကိုမဖြစ်ဘူးနောင်တော်ကြီးတွေအမကြီးတွေရဲ့နောက်ကိုငါလိုက်မှဖြစ်တကယ်ဆိုရင်89ကလေးသောစီးနေသူတယောက်တည်းခံစားရမှာနော်အင်မတန်လှပတဲ့ဒီသူတို့သမီးလေးကလည်းစောစောစီးစီးကြိုတင်ပြီးတော့ရထားပြီနော်အေးအင်မတန်မကောင်းဘူးလားအဲ့ဒီကောင်းတာတွေကိုသူဘယ်လိုသုံးတတ်တယ်ဒီလိုလေးကဒီလိုကြီးဖြစ်မှာဒီလိုပြည့်စုံမှုလေးဒီလိုနုပြုံမှုလေးဒီလိုကောင်းနေတာတွေကဒီလိုဖျို့ဖျဲပျက်စီးသွားမှာမြင်တယ်နော်သဘာဝတွေကိုမြင်တယ်နော်ဟုတ်လားကောင်းတာတွေရဲ့သဘာဝကိုမြင်တယ်တကယ်ကောင်းလားကြိုက်ကောင်းလားဗောအေးအဲ့ဒီတော့ကလေးကကိုင်စစ်သက်ပွဲလဲပြီးပြီဆိုတော့ကိုယ့်အိမ်ကိုပြန်ကြတာဗောအဲ့ဒါနဲ့လှဲတွေနဲ့ပြန်လာလမ်းရောက်တော့ဒီကလေးကဝန်းတက်ပြက်တယ်လို့သူကလှုပ်တာလှဲဘဝဆင်းပြီးတော့ဝန်းသွားခဏလေးသွားခြင်းမြန်ပြီးလှဲရက်ပေးရပြန်ခဏလေးသွားခြင်းမြန်ပြီးဆိုရှေ့ကလူတွေကစိတ်မရှိတော့ကိုင်မင်းနောက်ကအသာပဲလိုက်ခဲ့ကွာအဲ့ဒီလိုလူလေးနဲ့လည်းပြက်ရောအဲ့ဒီကလေးကအဲ့ဒီအနီးနားမှာရှိတဲ့တန်ဃာပေါင်း30လောက်သတင်းသုံးနေတဲ့ကျောင်းတွေကိုထွက်ပြေးတာဗျရှင်ជីဝရကောင်းတာတွေကနေပြီးတော့ကောင်းတဲ့ထက်ကောင်းတာကိုရခြင်းလို့ဟုတ်ရဲ့လားကောင်းတာတွေထဲမှာနစ်ပြီးတော့နေသလားမနေဘူးဗျကောင်းတဲ့ကောင်းတာကိုသူရခြင်းလူဆိုတာအဲ့ဒါလိုဖြစ်ရမှာအမှန်ကနော်ကောင်းရင်တဲ့စိတ်ကိုဘယ်ချိန်ခါကာလမှာပြိဋမအုပ်တဲ့ဟုတ်လားဓာတ်ထက်ပိုကောင်းရမယ်ဓာတ်ထက်ပိုကောင်းရမယ်ဒီစိတ်မျိုးမရှိသင့်ဘူးလားရှိသင့်တယ်အဲ့ဒါနဲ့မောင်ရီဝရကသူ့ကိုရှင်ပြုတ်ပေးပါကိုရင်ဝတ်ပေးပါအဲ့ဒီတော့ယဟန်တော်တွေကဟာမင်းဘယ်သူသားမှလည်းမသိဘယ်ကမှလည်းမသိဝိစားဆင်ရင်မှုတွေကလည်းပဲကြည့်ပါအောင်မင်းသားလေးလားမင်းတထေသားလေးလားအဲ့တော့မှရှင်သာရိပုတ္တရာရဲ့ညီပါအဲ့ဒီမှာသူ့ကိုရှင်ယဟန်ကိုရင်ပြုတ်ပေးလိုက်တယ်ပေါ့ကိုရင်ပြုတ်ပေးလိုက်တော့မကြပါဘူးဒီလောက်ရင့်ကျက်တဲ့ပုဂ္ဂိုလ်ဆိုတော့သူယဟန်တာဖြစ်တယ်သူ
သူ့ရဲ့အကြောင်းကိုဦးဇင်းတို့ဓမ္မပဒထကရာမှာတော့အများကြီးပြောထားပါတယ်ဦးဇင်းတို့ကဒီလောက်လေးပဲဦးစားပေးပြီးတော့ပြောခြင်းတဲ့အတွက်ကြောင့်ကောင်းတာနဲ့တွေ့လည်းပဲဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်တွေဟာရစ်မှုမနေပါပဲနဲ့ကောင်းတဲ့ထက်ကောင်းအောင်ကြိုးစားကြတယ်ဟုတ်လားဒါကြောင့်ဒီပိဋကထဲမှာစီးပွားရေးတွေရောကျမ်းမာရေးတွေရောပညာရေးတွေရောတကယ်ကိုကောင်းပြီးတော့တကယ်ကိုပြောနေပါပြီဆိုရင်ရှိလားအဲ့လိုလိုရှိလားရှိမှာပါအနည်းများတော့နည်းနည်းများတော့ရှိမှာပါဟုတ်လားအဲ့ဒီလိုဆိုရင်ငါဒီကောင်းတာတွေကပို့ပြီးတော့ကောင်းတဲ့ကောင်းတဲ့စွန့်လွတ်မှုတွေစောင့်စည်းမှုတွေသိမြင်ထိုးထွင်းမှုတွေကိုငါရအောင်ကြိုးစားအောင်မယ်လူဘဝဆိုတာဒီလောက်နဲ့ရောင်ရဲတင်းတိမ်တဲ့ဘဝမဟုတ်ဘူးလို့နားလည်ပြီးတော့အဲ့ဒီအကောင်းတွေထက်ကြော်လွှားနိုင်တဲ့အကောင်းကိုရအောင်ရှာသင်မှုလားရှာသင်တယ်ဒါကိုပြောတာနော်ဆိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေဆိုးလည်းပဲပညာရှိသူတော်ကောင်းတွေကတော့အမျက်ရအောင်လုပ်သွားတာကောင်းလည်းပဲပညာရှိသူတော်ကောင်းတွေကတော့ကောင်းတစ်ထက်ကောင်းအောင်လုပ်သွားတာလူမိုက်တွေကြတော့အဲ့ဒါနဲ့ပြောင်းပြန်ပေါ့ဟုတ်လားပဏိတာပညာရှိတို့သည်ဒုက္ခေနချမ်းသာဖြင့်ဒါဝါဒုမတဝဒုက္ခေနဆင်းရဲဖြင့်ဘုံတော်ပြီးတွေ့တရားပါတော်လေဥစ္စာဝဇံကြီးကြီးငယ်ငယ်ကဲ့ရဲ့ဘွယ်ကိုနတ္တတယတိပြတော်မမူကြကိုဒါဒီကိုနားလည်ပြီးတော့ကောင်းတဲ့ကောင်းအောင်မြတ်တဲ့မြတ်အောင်ကြိုးစားသွားကြအဲ့ဒီတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေဒီအဆိုးတွေအကောင်းတွေဆိုတာလူတိုင်းတွေ့နေတာဆိုးတာတွေလည်းပဲအကြီးကြီးလောကဓာတ်ကြီးတွေမှာအဆိုးလို့မအောင်မိနဲ့အဆိုးကအသေးလေးတွေလည်းရှိတယ်လေရှိတယ်မို့လားမနဲ့လင်းလာပြီထမင်းချက်ထားတာကဟန်မရဘူးစားရတဲ့ဟင်းကဟန်မရဘူးဒါလည်းအဆိုးလောကဓာတ်လို့ပြောလို့မရဘူးလားရတယ်နော်အသားသမီးတွေကပြောလို့မကောင်းဘူးဘာဖြစ်ပြန်ပြီညာဖြစ်ပြန်ပြီအမျိုးမျိုးဆိုကြပါစို့ကားမောင်းရင်းနဲ့မလို့မိပွိုင်ကြီးကလည်းကြာလိုက်တာဒါလည်းဘာလောကဓာတ်လို့ပြောဆိုးလောကဓာတ်ဘယ်အရာမှမလွတ်နိုင်ဘူးဒီအဆိုးအကောင်းဆိုတာကောင်းတာလေးတွေလည်းအမျိုးမျိုးရှိဆိုးတာလေးတွေလည်းအကြီးအသေးအလတ်အမျိုးမျိုးစုံနေတာပဲအမြဲတမ်းရှိတယ်အကောင်းကလည်းပဲအမြဲတမ်းမရှိဘူးလားရှိတယ်အကြီးအသေးတာกว่าတယ်အမျိုးအစားတာกว่าတယ်နော်အဲ့ဒီလိုဘလို့ပဲဆိုးဘလို့ပဲကောင်းအဲ့ဒီအဆိုးအကောင်းတွေကိုကြော်လွှားနိုင်ဖို့လိုတယ်အဲ့ဒီကြော်လွှားအောင်ဘလို့လုပ်မလဲဆိုတော့အကောင်းဆုံးနည်းကတော့ဖြစ်ပေါ်လာသောဆိုးခြင်းကောင်းခြင်းတို့သည်ဘယ်ရာမှတည်မြဲခြင်းမရှိဆိုတာကတော့အကောင်းဆုံးပဲအဲ့ဒါကိုသဘောပေါက်ခြင်းဟာအကောင်းဆုံးပဲနော်ဖြစ်ပေါ်လာသောဆိုးခြင်းကောင်းခြင်းတို့သည်ဘယ်ရာမှတည်မြဲခြင်းမရှိရိုးတော်ရိုးရိုးလေးနော်ဒါပေမဲ့ထက်ကြီးတလဲလဲနှလုံးသွင်းကြည်သမ်းမှာထူးခြားတဲ့ခံစားချက်ထူးခြားတဲ့အသိအမြင်ကိုရပါလိမ့်မယ်ဟုတ်လားဦးဇင်းတို့ကဒီမှာအချိန်လဲရှိနေသေးတဲ့အတွက်ကြောင့်နည်းနည်းလေးအဆိုးနဲ့တွေ့ရင်ဘုရားရဟန္တာရိယာသူတော်ကောင်းကြီးတွေဘယ်လိုကြော်လွှားသွားသလဲကောကုတ္တမြတ်စွာဘုရားရဲ့နည်းလို့ပဲပြောကြပါစို့ဘုရားရဲ့နည်းလို့လည်းပြောရင်လည်းရပါတယ်နော်အကောင်းနဲ့တွေ့ရင်ဘယ်လိုကြော်လွှားခိုင်းမလဲအဲ့ဒီကြော်လွှားပုံနည်းကလေးကိုဘဟုတုတ္တလေးလည်းဖြစ်စေခြင်းလို့ဦးဇင်းတို့ဆက်ပြီးတော့ပြောမယ်တရားရဲ့တတိယပိုင်းကိုရောက်လာပြီနော်ဆိုးတာကောင်းတာတွေနဲ့တွေ့ရင်ဘယ်လိုကြော်လွှားကြမလဲဆိုတဲ့အဖြေပေါ့ဟုတ်လားအဲ့ဒီမှာဦးဇင်းတို့ဒီအကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်မဟာရတစ္စနိယသုတ်တံဆိုပြီးတော့ဦးဇင်းတို့မေဇိမနိကေမူလပါဏာတပါဠိတော်မှာမှတ်တမ်းတင်ထားတာရှိပါတယ်အဲ့ဒီသုတ်တံဖြစ်ပေါ်လာခြင်းရဲ့အကြောင်းကဦးဇင်းတို့ရှင်မမောက္ကလံကိုရောမြတ်ကြီးတကူအရာမှာဣတရေရတဲ့ရှင်မမောက္ကလံကိုရောမြတ်ကြီးဘေတကာလတောဥပ္ပေစိန်ုံတော်မှာတည်င်းသုံးတယ်အဲ့ဒီလိုတပါးတဲ့ကမ္မထမ်းကျောင်းလေးမှာတည်င်းသုံးပြီးတော့နေတော့တနေ့ရှင်မမောက္ကလံကိုရောမြတ်ကြီးဆွန်းဖုံးပေးပြီးတော့လမ်းလျှောက်ဘာလို့လမ်းလျှောက်တော့ဈဉ္ဉံလျှောက်တော့ဆိုတော့သူ့ရဲ့ဗိုက်ထဲမှာလေးနေတယ်တဲ့အဲ့ဒါလမ်းလျှောက်တော့လည်းမပြေတော့တကူကြီးတဲ့ပုဂ္ဂိုလ်ဆိုတော့ငါဘာမှဖြစ်နေလည်းမသိဘူးဆိုပြီးတော့အဲ့ဒီဗိုက်ထဲကိုအဘိညာဉ်နဲ့ကြည့်ဘာဖြစ်နေတော့ပဲတွေစားလို့များပွားနေသလားမဟုတ်ဘူးဗျာအဲ့ဒီဗိုက်ထဲကိုမန္တဝင်နေတယ်တဲ့မန္တကဝင်ပြီးတော့အဲ့ဒီရှင်မမောက္ကလံကုတော်မြတ်ကြီးကိုအနေခက်အောင်ထဲကနေလှုပ်တယ်ထူးခြားဆန်းကျယ်တဲ့ကိစ္စတွေမယုံဘူးလို့မလုပ်နဲ့နော်ကိုသိတာလေးကနည်းနည်းလေးကိုမသိတာတွေကအများကြီးလောကကြီးကအင်မတန်ကျယ်တယ်သိလားလောကကြီးကအင်မတန်ကျယ်တယ်နှစ်ဆိုင်တယ်ဒီလောက်ပဲဦးဇင်းတို့ပြောခြင်းတယ်
နော်အဲ့ဒီလိုမာနကဝမ်းပိုက်ထဲဝင်နေတာကိုရှင်မောဂလန်ကမြင်တော့အချင်းမာနသင်မြတ်စွာဘုရားကိုမနှိပ်စက်နဲ့မြတ်စွာဘုရားရဲ့တတိတာဝကကိုနှိပ်စက်တာဟာမြတ်စွာဘုရားကိုနှိပ်စက်တာနဲ့အတူတူပဲဒါကြောင့်မြတ်စွာဘုရားကိုမနှိပ်စက်နဲ့လို့ပြောတာမြတ်စွာဘုရားရဲ့တတိတာဝကကိုသင်မနှိပ်စက်နဲ့သင်ကိုငါမြင်နေအဲ့ဒီလိုပြောတော့မာနကကြားဒီယဟန်ကရမ်းသန့်ပြီးတော့မာနဆိုတာသူတော်ကောင်းတွေကိုနှောက်ယှက်တယ်ဆိုတဲ့အသိနဲ့ငါ့ကိုမမြင်မဲနဲ့မြင်ညာဆောင်ပြီးတော့ရမ်းပြောတာနဲ့တူတယ်ငါမထွက်သေးဘူးကတ်အဲ့ဒီအကျံကိုလေရှင်မောဂလန်ကသိအချင်းမာနအဲ့လိုမစင်စားနဲ့သင်အဲ့ဒီထဲမှာကတ်နေတာငါသိတယ်သင်အဲ့လိုတွေးနေတာလည်းငါသိသင်ထွက်ရလို့အဲ့လိုပြောတော့မနေတာတော့မာနကအဲ့ဒီရှင်မောဂလန်ရဲ့ခရွင်းကနေထွက်သွားထွက်ပြီးတော့တကားရဲ့အပြင်ဘက်မှာတကားလေးကိုကွဲပြီးတော့အသာရက်နေအဲ့ဒီအချိန်မှာရှင်မောဂလန်ကမာနကိုစပြီးတော့ပြောတယ်မာနဟောဒီကဘာမှာဟိုးရှိတော့ကငါဒုတိဆိုတဲ့အမည်ရှိတဲ့မာနတယောက်ငါကိုယ်တိုင်မာနဖြစ်ခဲ့ဘူးတဲ့အဲ့ဒီတော့ကငါရဲ့ညီမငါနှမကကာလီအဲ့ဒီတော့ကသင်ဟာကာလီရဲ့သားဘောငါရဲ့တူတော်ခဲ့ဘူးတဲ့ဆွေမျိုးလေးဆက်လိုက်ရင်စိတ်နှလုံးလေးများနူးညံ့သွားမလားလို့ဟုတ်လားအခုဒီမှာရှိနေတဲ့ဝိတ္တပတိနတ်ပြည်မှာရှိနေတဲ့နတ်တို့ရဲ့သဘုံနဲ့တူတဲ့မာနအခုလည်းပဲမကောင်းတာတွေလုပ်တော့မှာပဲတန်လျာကထွေရလန်လုပ်တဲ့လူကို तू လုံးဝကြည့်လို့မရဘူးမာနဆိုရှိတယ်နော်တချို့အစွမ်းရောက်တဲ့ပုဂ္ဂိုလ်တွေကမာနဆိုတာတကယ်ရှိတာမဟုတ်ပါဘူးကွာလောဘဒေါသမောဟတွေကိုမာနနဲ့တင်စားပြောတာပါလို့ဖျားဟောတာတွေကိုမျက်ကွယ်ပြုတ်ရဲပြီးတော့ပြောတဲ့လူတွေရှိတယ်လောဘဒေါသမောဟလည်းမှန်ပါတယ်အဲ့ဒါကိလေသာမှန်ဒေဝဗုဒ္ဓမှန်လည်းရှိတာပဲလေမှန်ဘယ်နှပါးလောက်ကြားဘူးလို့နော်မှန်၅ပါးရှိတယ်နော်ထားပါတော့အဲ့ဒီမှာမာနကိုငါကိုယ်တိုင်ဒုတိဆိုတဲ့မာနဖြစ်ခဲ့ဘူးလေအဲ့ဒီတုန်းကသင်္ကားတူပဲငါလည်းပဲအဲ့ဒီတုန်းကမာနပြီးသူတော်ကောင်းတရားတွေကျင့်သုံးပြီးတော့လောကထဲကထွက်ဖို့ကြိုးစားတဲ့ပုဂ္ဂိုလ်တွေငါမကျေနပ်ဘူးဘာကြောင့်မကျေနပ်တာလဲဆိုတော့ဒီပုဂ္ဂိုလ်တွေဘယ်ရောက်သွားတယ်လို့သူတို့မသိရယဟန္တာဖြစ်သွားရင်လောကကြီးထဲမှာမရှိတော့ကောင်းကင်မှာခြေရာရှာလို့မရတယ်လို့မျိုးဟုတ်လားဒါကြောင့်သူတို့ရဲ့နေပင်လွန်သွားတဲ့အတွက်ကြောင့်သူတို့မနာလို့ဒီလောကထဲမှာနေမယ်ဆိုတော့ဘလောက်ပဲနေနေဘာအန္တရာယ်မှမပြုဘူးလောကထဲကထွက်ဖို့ကြိုးစားတယ်ဆိုရင်သူတို့အနှောင့်အယှက်ပြုဖို့အများကြီးသူတို့မှာလက်အောင်ငယ်သားတွေလည်းအများကြီးရှိအဲ့ဒီမှာမာနကိုရှင်မဟာဗုဒ္ဓလကိုရောမြတ်ကြီးကငါကိုယ်တိုင်အဲ့ဒီတုန်းကမာနဖြစ်ပြီးတော့ကောက်ကုတန်မြတ်စွာဘုရားကအဲ့ဒီတုန်းကလောကကြီးမှာပွင့်နေတယ်အဲ့ဒီကောက်ကုတမြတ်စွာဘုရားရဲ့လက်ရတော်ယံဝိဒူရလက်ဝဲတော်ယံသိင်ရှိဝမထေဆိုပြီးတော့ရှိဝိဒူရဆိုတာအင်မတန်ဉာဏ်ကြီးတယ်နှစ်ပါးမရှိသိင်ရှိဝဆိုတဲ့လက်ဝဲတော်ယံကအင်မတန်တကူကြီးဘာကြောင့်သိင်ရှိဝလို့နာမည်အရနာမည်တွင်တယ်လဲဆိုလို့ရှိရင်တဲ့ရှင်မောဂလန်ကစိတ်ရှိလက်ရှိပြောပြနေတာမာနကုနော်အဲ့ဒီသိင်စီဝဆိုတဲ့မထေရမြတ်ကနိရောဓသမပဝင်စားပြီးတော့တစ်ပင်တစ်ပင်အောက်မှာထိုင်းနေတာနိရောဓသမပဝင်စားလဲဆိုတာအသက်မရှိတော့9 ရက်လောက်နေနိုင်တယ်အဲ့ဒါကိုနွားချောင်းသားတွေရွာသူရွာသားတွေကတွေ့တော့ဟာအောစရာကောင်းတယ်ဟိဟောဒီယဟန်ကြီးကထိုင်ရကြီးပြန်တော်မူနေတယ်ဗျာဟာဒီတိုင်းကြီးထားရင်တော့မကောင်းဘူးဆိုပြီးတော့ထင်းချောက်တွေတိရွက်ချောက်တွေမြက်ချောက်တွေအကုန်လုံးရှာပြီးတော့အဲ့ဒီမထေရမြတ်ကိုတောင်ပူကြီးလိုပုတ်ပစ်လိုက်တယ်အမိုက်တွေတိရွက်ချောက်တွေပုံပြီးတော့မိရှို့ထားခဲ့တာသေသေးချင်းလို့ရှို့တာမဟုတ်ဘူးဒီအလောင်းကြီးကိုပြကြတော့အောင်သူတို့ကသေတယ်ထင်တာဘူးအဲ့ဒီလိုလှုပ်တော့ပြန်သွားကြတော့သူတို့ရွာနောက်နေ့မနေ့လင်းတော့အဲ့ဒီသိင်္စီဝလို့အမည်တွင်မဲ့အဲ့ဒီမထေရမြတ်ကသင်္ကန်းတွေပါတွေခါရပြီးတော့ပြားတွေပါတွေခါရပြီးတော့သပိတ်ပိုက်ပြီးတော့ဆုံးမကြွလာတာရွာထဲဟာအောစရာကောင်းတယ်ဟိမုတ်တုတ်ကြီးသေးနေတဲ့မထေရကကြည်စံတဖန်ပြန်ရှင်လာပြီအဲ့ဒီမှာသူ့ရဲ့နာမည်ဟာသိင်္စီဝလို့တွင်တယ်တဖန်ပြန်ရှင်လာတယ်တကယ်ကတော့သေသွားတာမဟုတ်ဘူးဗျအဲ့ဒီလိုဝိဓုဒနဲ့သိင်္စီဝဆိုပြီးတော့လက်ဝဲတော်ရလက်ရတော်ရနှစ်ပါးအဲ့ဒါငါသူတို့ကိုကြည့်လို့မရဘူးတဲ့ရှင်မောဂလန်ကိုတော်တိုင်ဖြစ်ခဲ့တာနော်အဲ့ဒါဘာလို့လဲဆိုတော့အဲ့ဒီသာသနာတော်မှာရှိတဲ့ယဟန်တော်တွေစိတ်တက်တွေဖောက်ပြန်သွားအောင်ခြောက်ခြားသွားအောင်တရားဓမ္မတွေရဲ့စိတ်ထဲမှာ
ယဟန်တော်တွေရဲ့အမြင်မတော်တာတွေကြီးညိုပွဲမရှိတာတွေကိုဖန်တီးပြပြီးတော့ယဟန်တော်တွေကိုအကြီးညိုပြက်အောင်ဆဲရေးခိုင်းနေတရားဓမ္မတို့ရဲ့မျက်စိထဲမှာအမြင်မတော်တဲ့မြင်ကွင်းတွေမြင်အောင်အကြားမတော်တာတွေကြားအောင်ယဟန်တော်တွေမလုပ်ပါပဲနဲ့လုပ်တဲ့အောင်မနက်ကကြားထဲကနေဖန်ဆင်းပြီးတော့တရားဓမ္မတွေရဲ့စိတ်ထဲကမကြီးညိုအောင်လုပ်ပြတယ်အဲ့ဒီလိုလုပ်တော့ဆုံးလောင်းမဲ့လူလည်းမရှိဆဲကြရေးကြဘာလဲမျက်နှာတွေအောက်ချပြီးတော့လူကျင်တာမရလို့မှိုင်းတွေးနေတဲ့ပုံစံမျိုးတွေနဲ့ပြည့်သေးရုပ်သောဒီဥပြီးကရုံးတွေအဲ့ဒီလိုပြောတာလူတွေကအဲ့ဒီတော့ယဟန်တော်တွေရဲ့စိတ်တွေဟာနည်းနည်းတော့တုန်လို့မှာပေါ့နော်အဲ့ဒါကတ်တိုက်တယ်လို့ခေါ်တယ်နော်မာနကပါလေဒေါသတွေတိမ်ငယ်မှုတွေနဲ့စိတ်ဓာတ်တွေပြက်ပြားအောင်လှည့်စားတာအဲ့ဒီချိန်မှာကောကုတ္တမြတ်စွာဘုရားကယဟန်တော်တွေจิตသားတို့အလုံးလာကြမာနလှည့်စားတဲ့အတွက်ကြောင့်တရားဓမ္မတို့ရဲ့စိတ်ထဲမှာသင်တို့ကိုအမြင်မကြည့်ဘူးဒါရိုးရိုးပြောရင်အဲ့ဒီတိုင်းပဲဟုတ်လားဒါကြောင့်ဒီအချိန်မှာသင်တို့ဒီအဆိုးတွေကိုဘယ်လိုကျော်လွှားမလဲဒါဦးဇင်းတို့ပုံမှန်လည်းပြောလိုက်တာဟုတ်လားစာထဲကတော့အဲ့လိုပြောတာမဟုတ်ပါဘူးမြတ်စွာဘုရားကဒီအချိန်မှာဘာလို့ရမလဲဆိုပြီးမေတ္တာကရုဏာမုဒိတာဥပေက္ခပြမစိုးတရား၄ပါးရှိသမျှသောတတ္တဝအနန္တရဲ့အပေါ်မှာအကျိုးလိုလားချစ်ခင်မြတ်နိုးတဲ့မေတ္တာစိတ်ကိုဖြစ်စေပြီးတော့နေကြဆင်းရဲဒုက္ခအလုံးကလွတ်ပါစေဆိုတဲ့ကရုဏာစိတ်ပြတ်ထန်းပြီးတော့နေကြအဲ့ဒီလိုပြမစိုးတရားဘယ်နှပါလဲ၄ပါးအဲ့ဒါအဆိုးလောကဓာတ်တွေကိုကြော်လွှားတဲ့နည်းအဲ့ဒီလိုလှုပ်လိုက်တဲ့အခါကျတော့ယဟန်တော်တွေကိုမာနဝင်စရာအကြားအပေါက်မရှိမာနနှောက်ယှက်လို့မရဒေါသတွေမာနတွေနဲ့ပြည့်စည်နေရင်အဲ့ဒီအခြေအနေဇိုးတွေကမာနကဝင်ပြီးတော့ဆိုးတဲ့ဆိုးအောင်လုပ်တယ်အခုမေတ္တာကရုဏာမုဒိတာဥပေက္ခဗြဟ္မစိုးတရား၄ပါးဝင်လိုက်တဲ့အခါကျတော့မာနဝင်လို့ရသေးတယ်မရတော့အဲ့ဒါဥစဉ်ကစဉ်းစားကြည့်တယ်အင်မတန်တက်တော်တဲ့အင်မတန်ကောင်းတဲ့ဒေသနာတော်ပဲဘာကြောင့်လဲဆိုတော့ဆိုးရတဲ့လောကဓာတ်တွေ့တဲ့အခါမှာဗြဟ္မစိုးတရား၄ပါးကိုပေးတယ်ဆိုတော့တော်တော်အဝင်ခွင်ကြကြဆိုးရတဲ့လောကဓာတ်ဖြစ်ရင်ပုထုဇဉ်ဆိုတာများသောအားဖြင့်ဒေါသဖြစ်တာဒေါသဆိုတာပေါက်ကွင်းနေမှာဒေါသလို့မထင်နဲ့ညှိုးငယ်နေတယ်စိတ်ပြက်နေတယ်ဝမ်းနေနေတယ်ယူကြုံမရဖြစ်နေတယ်အဲ့ဒါပါလေဒေါသပဲအဲ့ဒါဆုံးနေတဲ့ဒေါသကိုနိုင်တဲ့အစွမ်းဆုံးသောနည်းဟာမေတ္တာဟုတ်လားဒေါသကိုနိုင်တဲ့နည်းဟာပါလေမေတ္တာပဲဗျဒေါသကိမာနမေတ္တာယနိဗ္ဗာပင်တိနရုဒ္ဓမဣတိဥပါရိတော်မှာအဂိသုတ်တံဆိုတာရှိတယ်ဗျလောဘဒေါသမောဟတိမီးပဲတဲ့လောဘဆိုတဲ့မီးຢာကဆိုတဲ့မီးကိုအတုပဘာဝနာတိဟုသောရေနဲ့လောင်းတတ်ရဒေါသဆိုတာမီးပဲတဲ့ဒေါသဆိုတဲ့မီးကိုမေတ္တာဘာဝနာတိဟုသောရေစဉ်ဖြင့်ငြိမ်းတတ်ရမောဟဆိုတာမီးပဲတဲ့မောဟဆိုတဲ့မီးကိုပညာဆိုတဲ့ရေနဲ့ငြိမ်းတတ်ရသူ့ဟာနဲ့သူအစုံရှိတယ်နော်အခုဒီမှာဆိုးရတဲ့လောကဓာတ်တွေ့တော့များသောအားဖြင့်ပုထုဇဉ်တွေမှာဘာဖြစ်မလဲတက်ကြွတဲ့ဒေါသတော်၎င်းဆုံးနေတဲ့ဒေါသတော်၎င်းဖြစ်လိမ့်မယ်အဲ့ဒီဒေါသကိုဘာနဲ့နှိမ့်တတ်ကြမလဲဗြဟ္မဝိဟာရတရား၄ပါးဗြဟ္မဆိုတာမြတ်သောဝိဟာရဆိုတာနေခြင်းမြတ်သောနေခြင်း၄မျိုးပေါ့နော်မေတ္တာကရုဏာမုဒိတာဥပေက္ခအဲ့ဒီလိုမြတ်စွာဘုရားကနေပြီးတော့မာနကအခွင့်မသာတော့ဒုတိယအကျင့်နောက်တနည်းပေါ့အဲ့ဒါလေးကစိတ်ဝင်စားစရာကောင်းတယ်ကတ်တိုက်တာမဟုတ်ဘူးလက်တိုက်တာအကောင်းနဲ့တိုက်ခိုက်တာဘာလို့လဲဆိုတော့တရားဓမ္မတို့ရဲ့စိတ်ထဲမှာယဟန်တော်တွေရဲ့ကြီးညိုဝေရာတွေဇံပြန်နေပုံတွေဖလားသမဘဝင်စားနေပုံတွေကောင်းခွက်တွေအကုန်လုံးထင်အောင်လူတွေကိုလှည့်စားတာအဲ့ဒီတော့တရားဓမ္မတွေကယဟန်တော်တွေကိုအတိုင်းအထက်လုံးကြီးညိုတယ်ကြီးညိုတော့လှူတယ်လှူတာတွေများလာတော့အဲ့ဓာတွေဟာကြောက်မယ်ဆိုရင်ကြောက်เสียကောင်းတဲ့လက်နဲ့တပွဲဖြစ်လာတယ်နော်လူဝဲဝိတုအဆူဆူဟာသူနဲ့ငါဟာလူသားမန်တို့အပေါ်ရန်တွေးဝင်မလေးလေဇီနီမိန်မြတ်ဓမ္မဆက်ဖြင့်ပြက်ပြက်တင်းတင်းဆင်ရင်လင်းကမန်မင်းစီအပ်ရှိဥတ္တိမကတ်သမစဉ်ထိုးရှင်းတို့ထိုးထွင်းဆုံးမွန်းနေဆုံးသည်ရှုံမောင်းများလာပြီတကား
မင်းဝဆိုကြီးရေးရတာတော်တော်ကောင်းတယ်အထူးသဖြင့်လူကပုဂ္ဂိုလ်တွေနှလုံးသွင်းနေတာပေါ့နော်လူဝဲဝိတုအဆူဆူကသူ့နေငါဟံလူတာမန်တို့အပေါ်ယံတွေးဝင်မလေးလေတရားဓမ္မတွေတူတဲ့ဝိတုပစ္စည်းတွေဆိုတာအပေါ်ယံတွေးကြည့်ရင်တော့ဝင်လေးတဲ့အကြောင်းဘာမှမရှိဟုတ်လားအပေါ်ယံတွေးဝင်မလေးလေဇီနေမိန်ရွယ်ဓမ္မဆက်ဖြင့်ပြည့်ပြည့်တင်းတင်းဆင်ញင်လင်းကမန်မင်းစီအရှိဥတ္တိမန်နဲ့ရဲ့ပထမဦးဆုံးစေလွတ်လိုက်တဲ့တမဟာကြီးအဲ့ဒီမှာပြုတ်ကြတာအများစုနော်မန်မင်းစီအရှိဥတ္တိမကတ်တမဇင်ထိုးထိုးရှင်တို့တတိမရှိတမာတိမရှိပညာမရှိတမဇင်မရှိတဲ့ထိုးထိုးရှင်တို့ဆိုတာယဟန်တွေကိုပြောတာနော်မကတ်တမဇင်ထိုးထိုးရှင်တို့ထိုးတွင်လုံးလုံးမွန်းနေဆုံးသည်ရှုံမောင်းများလာပြီတကားဒါကတော့ဦးဇင်းတို့သတိထားကြရပေါ့ဟုတ်လားအခုဒီမှာဗာနဲ့တိုက်နေလေလက်နဲ့တိုက်တယ်မာနကမာနလက်တိုက်တဲ့အခါကျတော့ပုထုဇဉ်တွေနေနဲ့ဟုတ်တယ်ငါပဲမာနတွေဖြစ်လာတယ်။ตายရပြီဆိုရင်လောဘတွေဖြစ်လာတယ်။ကောင်းတဲ့အရာတွေကြောင့်မကောင်းတာတွေတထွေးကြီးဖြစ်သွားတာ။သဘောပေါက်တယ်နော်။အဲ့ဒီလူနေနဲ့ယဟန်တော်တွေရဲ့စိတ်ဓာတ်ကိုပြက်ပြားအောင်မာနကကြိုးစားတာ။အဲ့ဒီလိုကြိုးစားတော့မြတ်စွာဘုရားကယဟန်တော်တွေကိုခေါ်ချစ်သားတို့မာနရဲ့လက်ချက်ကြောင့်လာဘတက္ကာယတွေအများကြီးဖြစ်လာပြီဒါလည်းပဲတတိထားเสียချက်တစ်ခုကောင်းတယ်ဆိုတိုင်းလည်းပဲကောင်းတာမဟုတ်ဘူးဟုတ်ရလားကောင်းတယ်ဆိုတိုင်းလည်းကောင်းတာမဟုတ်ဘူးဒီစကားကအင်မတန်လေးပဲကျေဝန်းမှာအဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီအကောင်းတွေကိုဘယ်လိုကြော်လွှားမလဲဆိုသူ့ကိုလည်းဆေးနီး၄မျိုးပေးစောတော်တုန်းကအဆိုးကိုလည်းပဲဆေးနီးဘယ်နှမျိုးပေးတယ်၄မျိုးပေးတာပဲနော်အခုအကောင်းကြတော့လည်းဘယ်နှနည်းပေးတယ်၄မျိုးပဲပေးတာအဲ့ဒါဘာများလဲဆိုတော့အတုပတင်ညာလောကကြီးဟာမတင့်တယ်ဘူးခန္ဓာတွေဟာမတင့်တယ်ဘူးယွန်ရှာဆက်စုပ်ဖွယ်အတိကြီးတယ်စဉ်းစားတဲ့တင်ညာအကျေမပြောဘူးနော်နောက်သဗ္ဗလောကဘိဒတိသဗ္ဗလောကအနဘိဒတိတင်ညာဟောဒီလောကကြီးတစ်ခုလုံးမှာပြုံမှုပဲရမရှိဘူးလို့စဉ်းစားတဲ့တင်ညာနောက်အာဟာရပฏิကူလတင်ညာစားသုံးနေတဲ့အစာအာဟာရသည်မုတ်ချကျင်ကြီးကျင်ငယ်ကိုဖြစ်စေတယ်လို့ဆက်စုပ်ဖွယ်ရာကိုစဉ်းစားဆင်ခြင်တဲ့အရာနော်နောက်တင်ညာကတော့သဗ္ဗသင်္ခါရိတုအနိစ္စနုပတ္တိအလုံးစုံသောသင်္ခါရတရားတွေပြုပြင်လို့ဖြစ်ပေါ်လာတဲ့တရားတွေဟာပျက်စီးသွားတာကြီးပဲလို့စဉ်းစားဆင်ခြင်တဲ့အနိစ္စတင်ညာဘယ်နှမျိုးလဲ၄မျိုးအတုပတင်ညာရေအာဟာရပฏิကူလအာဟာရရဲ့ဆက်စုပ်ဖွယ်ကိုစဉ်းစားတဲ့တင်ညာရေသဗ္ဗလောကအနာပိဋတိတင်ညာဆိုတဲ့လောကကြီးတစ်ခုလုံးပျော်မွေးပဲမရှိဘူးလို့မြင်တဲ့အမြင်ရေဟုတ်လားပြီးတော့အလုံးစုံသောသင်္ခါရတရားတွေဟာအနိစ္စမျှတာဖြစ်တယ်လို့သိတဲ့တင်ညာဟုတ်ရလားကောင်းတာတွေကိုကြော်လွှားနိုင်ဖို့အတွက်အကောင်းဆုံးလက်နက်သည်အတူချုပ်လိုက်ရင်တော့အနိစ္စဟုတ်ရလားအဲ့ဒီလက်နက်ကိုမြတ်စွာဘုရားယဟန်တော်တွေကိုပေးတော့ယဟန်တော်တွေကအဲ့ဒါနဲ့အဲ့ဒီနီးနဲ့နှလုံးသွင်းတော့မာနဝင်စရာအကြအပေါက်ကိုမရအဲ့ဒီလိုဖြစ်တော့မာနကြီးကဘာလို့တော့ဆိုရှင်မောဂလန်အလောင်းဖြစ်နေတာနော်ဒုတိမာနကြီးကအဲ့ဒါလို့တော့ဘာဖြစ်တော့ဆိုတော့ကိုကြီးလက်ရောက်ပြင်းမှားတော့မယ်မြတ်စွာဘုရားကဝိဓုဒအမှုရှိတဲ့တန်ဃာတော်တွေချမ်းရံပြီးတော့ဆုံးခံကြွတော့အဲ့ဒီလက်ရတော်ရဝိဓုဒမထေဆုံးခံကြွလာတဲ့အခိုက်ကလေးငယ်တူရဲ့တန်တန်ကိုဝင်ပူးပြီးတော့မာနကခဲကျိုးအင်မတန်မာတဲ့ခဲနဲ့အဲ့ဒီဝိဓုဒမထေရဲ့ခေါင်းကိုထုအဲ့ဒါမထေမြတ်ရဲ့ခေါင်းဟာဟက်တက်ကွဲပြီးတော့သွေးဆက်ဆက်ကြအဲ့ဒါမထေမြတ်ကလှည့်မကြည့်ဘူးဒီတိုင်းပဲတပိတ်ပိုက်ပြီးတော့ညင်ညင်မဲသွားတာငါ့ကိုဘယ်သူကပြစ်လိုက်တယ်လဲဘာလဲညာလဲမလုပ်ဘူးအဲ့ဒီမှာကောက်ကုတ္တမြတ်စွာဘုရားကမာနကိုနောက်လှည့်ပြီးတော့ကြည့်ပါဇက်ကလည်းပြောတော်မူဘာပြောတယ်ဆိုအချင်းမာနသင်ဟာကိုယ်ပမာဏကိုမသိတဲ့သူပဲသင်ဝင်လေးတဲ့မှုကိုသင်ပြုမိပြီလို့လှည့်ပြီးတော့ပြောတယ်အဲ့ဒီလိုလဲလဲကြည့်လိုက်တာနဲ့တပြိုင်နက်တည်းအဲ့ဒီဒုတိမာနရှင်မောဂလန်ရဲ့အလောင်းဖြစ်တဲ့ဒုတိမာနဟာနတ်ဘဝကသုတိတိကျပြီးတော့ဝိဇိငရေကြီးကိုတန်းရောက်သွားတာ
အဲ့ဒီငရဲဟာဘလောက်ထိကြီးကျယ်တယ်ဆိုရင်တဲ့ငရဲလေးတွေကသူ့ကိုလာပြောတယ်တဲ့တန်တခြင်းတစ်ခုနဲ့တစ်ခုဘေးကနေထိုးလိုက်တာနှလုံးသားမှာလာထိတဲ့အချိန်မှာအဲ့ဒါနှစ်ပေါင်း1000ရှိပြီလို့သင်သိလေအဲ့ဒါလူရဲ့ခန္ဓာကိုယ်နဲ့ငါးကောင်းပုံတံကြီးဖြစ်နေတယ်အဲ့ဒါရှင်မောဂလန်ကိုယ်တိုင်သူ့ရဲ့အဖြစ်အပျက်ကိုသူပြန်ပြောတာအဲ့ဒါရှင်မောဂလန်ကြီးကိုယ်တိုင်ခံခဲ့ရတာနော်အဲ့ဒီတုန်းကငါဟာကောကုတ္တမြတ်စွာဘုရားရဲ့တပိတာဝကကိုပြစ်မှားခဲ့လို့အဲ့လိုကြီးကျယ်တဲ့ဆင်းရဲကိုငါခံစားခဲ့ရအခုငါလိုလက်ဝဲတော်ရံကိုသင်ပြစ်မှားပြန်ပြီသင်အကြီးကျယ်ဆင်းရဲလိမ့်မယ်အရှိသဖြင့်ကျင်သင်ဆင်းရဲလိမ့်မယ်အဲ့ဒီလိုတတိပေးတော့မာနဟာနှလုံးမသားမယာဖြစ်ပြီးတော့ပြန်သွားတယ်တဲ့အဲ့ဒါဦးဇင်းတို့မာနပစ္စနိယသုတ်တံတပိသတို့ဦးဇင်းတို့အတွက်ဘာအမျက်ထွက်တယ်လဲဒီအဖြစ်ပြက်ကြီးကဘာအမျက်တွေထွက်တယ်လဲဆိုတော့ဆိုးတာနဲ့တွေ့ရင်ဗြဟ္မစိုးတရား၄ပါးနဲ့ကြော်လွှားနိုင်တယ်ဟုတ်ရဲ့လားကောင်းတာတွေနဲ့တွေ့လာတဲ့အခါမှာအာတုဘတင်ညာအာဟာရပฏิကူလတင်ညာသဗ္ဗလောကအနာပိရတိတင်ညာသဗ္ဗသင်္ခါရေတုအနိစ္စနုပတ္တိဒီ၄ချက်နဲ့ဘာလို့နိုင်လဲကြော်လွှားနိုင်တယ်ဟုတ်ရဲ့လားအဲ့တော့ဆိုးသည်ဖြစ်စီကောင်းသည်ဖြစ်စီယုံညံ့မသွားအောင်အကုသိုလ်တရားတို့နဲ့ယုံညံ့မသွားအောင်တရားဓမ္မတို့ဦးဇင်းတို့တွေဘုရားရှင်ကိုရောင်မြတ်ကြီးအတီးတီးပေးခဲ့တဲ့နိလန်းတွေကိုသုံးပြီးတော့ကိုဘဝကိုမြင့်မြတ်တဲ့မြင့်မြတ်အောင်ကြိုးစားတဲ့မူလားကြိုးစားတဲ့နေဟုတ်လားဒါကြောင့်ဆိုးတဲ့အသေးလေးတွေအကြီးတွေအလက်တွေဘလို့ဆိုးတာပဲတွေ့ကောင်းတာတွေကလည်းဘလို့ကောင်းတာပဲတွေ့ဆိုးလေသမျှကောင်းလေသမျှအရာအလုံးတို့သည်ပျက်စီးသွားတာကြီးပဲဟုတ်ရဲ့လားမြတ်စွာဘုရားဟောထားတဲ့ဦးဇင်းတို့လောကဓမ္မတုတ်ဆိုတာရှိပါတယ်အဲ့ဒီမှာမြတ်စွာဘုရားကတော့ဖြစ်ပေါ်လာတဲ့အဆိုးအကောင်းတွေကိုအနိစ္စဒုက္ခဝိပရိနာမဓမ္မတရားသုံးမျိုးနဲ့ဆင်ញင်ရမယ်လို့အဲ့ဒီမှာတော့မြတ်စွာဘုရားကဤပေးထားတယ်ဆိုတာပဲတွေ့ကောင်းတာပဲတွေ့ပျက်စီးသွားတယ်ဖောက်ပြန်သွားတတ်တဲ့ဝိပရိနာမတရားတွေဒီသုံးမျိုးနဲ့အမှန်အတိုင်းသိရမယ်လို့မြတ်စွာဘုရားကအဲ့ဒီမှာတော့ဤပေးတော့ဆိုးတာတွေအမြဲတမ်းမတွေ့ရဘူးလားကောင်းတာတွေကိုအမြဲတမ်းမတွေ့ရဘူးလားတွေ့တယ်နော်ကြီးတာသေးတာပဲသွားတယ်အမြဲတမ်းမတွေ့ဘူးလားတွေ့တယ်နော်ဆိုရင်ဆိုမယ်မဆိုရင်ကောင်းမယ်သေးတာကြီးတာပဲသွားတယ်မတွေ့ရဘူးလားအဲ့ဒါတွေကိုတွေ့တိုင်းမမြဲသောတရားတွေဆင်းရဲသောတရားတွေတစ်မျိုးတစ်မီပြောင်းလဲဖောက်ပြန်နေသောတရားတွေဒီသုံးလုံးနဲ့ဆင်ញင်မယ်နှလုံးသွင်းမယ်သုံးသပ်မယ်ဆိုလို့ရှိရင်ဆိုးလည်းပဲတရားတော်မတို့ဦးဇင်းတို့တွေဟာအတိဉာဏ်ပညာဖြင့်မမြင့်မြတ်ဘူးလားမြင့်မြတ်တယ်ကောင်းလည်းပဲအဲ့ဒီအကောင်းထဲမှာနစ်မသွားပဲနဲ့အတိဉာဏ်ပညာနဲ့မမြင့်မြတ်ဘူးလားမြင့်မြတ်သွားတယ်ဆိုးသည်ဖြစ်စီကောင်းသည်ဖြစ်စီမြင့်မြတ်အောင်လုပ်နိုင်တဲ့အခွင့်အလမ်းရှိနေတယ်ဒါကြောင့်ဆိုးလည်းပဲစိတ်တကြရလို့လားမလို့ကောင်းလို့ရင်မှုစရာလို့လားမလို့ကောင်းလို့ရင်မှုရင်လည်းဉာဏ်ပညာလဲရရောက်တယ်ထိုးကြသွားအောင်လုပ်တာနဲ့အတူတူပဲဟုတ်လားအေးဒါကြောင့်ဉာဏ်နေတဲ့လူတွေကတော့ဆိုးတာနဲ့တွေ့တော့တိမ်ငယ်တွေဒေါသဖြစ်တဲ့စိတ်ပြစ်တယ်ကောင်းတာနဲ့တွေ့တော့ရင်မှုတွေမာနတွေဘဝင်နေနဲ့ခြေပြားထောက်တယ်ဘာမှမကောင်းဘူးဟုတ်လားဒါကြောင့်ပညာရှိသူတော်ကောင်းတို့ရဲ့ထုံးတမ်းစင်လာဓမ္မရာကိုအတူယူပြီးတော့ဆိုးလည်းပဲမြင့်မြတ်အောင်ကြိုးစားနိုင်ကြပါစေကောင်းလည်းပဲမြင့်မြတ်အောင်ကြိုးစားနိုင်ကြပါစေအလုံးစုံသောတရားတို့သည်မမြဲသောသဘောဆင်းရဲသောသဘောပြောင်းလဲဖောက်ပြန်တတ်သောသဘောလို့အမှန်တိုင်းသိပြီးတော့ကိုယ်ဘဝတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းမြင့်မြတ်ဖြစ်အောင်ကြိုးစားနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့မေတ္တာပို့ပြီးတော့ဆုံးသတ်မယ်